အချိန်ကောင်းပြီးထားတာဖြစ်တယ်ဒီနေ့ကျွန်တော်တို့အသစ်တော့ဖျားခင်ရဲ့စကားပြောချင်းကျွန်တော်တို့ခံရမှာဖြစ်တယ်အစဉ်သင့်ရှိပြီလို့ကျွန်တော်ယုံကြည်တယ်ဆိုတော့ဒီခုချိန်မှာကျွန်တော်တို့ဆရာကနေအားလုံးကျွန်တော်တို့သူ့နာမည်နဲ့မသိဘဲနဲ့ယေရှုတော်မှာတပါနော်သူ့နာမည်အဲ့လိုဖြစ်သွားတယ်နော်အဲ့လိုပဲကျွန်တော်တို့ပို့ပြီးမှသိမယ်လို့ကျွန်တော်ယုံကြည်တယ်ယေရှုတော်မှာတပါဆိုတဲ့တခြင်းတကယ်ကျွန်တော်တို့ကိုခွန်အားပေးတဲ့တခြင်းကျွန်တော်တို့ကိုဖျားခင်စကားပြောတဲ့တခြင်းဖျားခင်အသုံးပြုတဲ့တခြင်းကိုရေးဆက်ထားတဲ့ရေးဆက်ပေးတဲ့ဖျားခင်အသုံးပြုတဲ့ဆရာကနေဖြစ်တယ်ဒီနေ့ကျွန်တော်တို့သူ့ထံအနေပြီးတော့ကျွန်တော်ဖျားခင်ရဲ့စကားကိုကြားနာရမှာဖြစ်တယ်အားလုံးကျွန်တော်ပြောစင်လို့ယုံကြည်တယ်ဟာလေလုယာယုံကြည်ပြောစင်ကြလားအရင်ပတ်နဲ့မတူပဲနဲ့နော်အရင်ပတ်တိုင်းပါပဲဆိုတဲ့ပါလဲထုံးစံတိုင်းပဲဆိုရင်တော့အဲ့ဒါနည်းနည်းတော့ကိုယ်ပဲမှနည်းနည်းလိုမယ်နော်ဖျားခင်အမြဲတမ်းအမှုတစ်ပြုတော့ဖျားခင်ဖြစ်တဲ့အနေသူဒီနေ့မှလည်းကျွန်တော်တို့အတွက်အမှုတစ်ပြုမယ်လို့ကျွန်တော်ယုံကြည်တယ်အာမင်ဆိုတော့အခုချိန်မှာကျွန်တော်တို့ဖျားခင်အသုံးပြုတဲ့စက္ကန့်ကိုတော်လကောင်းဝိညာဉ်တော်ဖျားကိုတော်လကောင်းလက်ခုပ်သေးခြင်းအပြင်သူဆိုကြရအောင်အာမင်ဒမ်မောကျွန်တော်ကနေရာတကာရောက်လို့ရှိရင်လူမျိုးတစ်မျိုးမှာစကားနှလုံးအမြဲတင်ထားတယ်နှုတ်ဆက်တဲ့စကားရဲ့ကျေးဇူးတင်ပါဆိုတဲ့စကားနော်ဒုံဒမမကြီးပေါ့ဆိုတော့ base တီးတဲ့ကိုဂျင်ပီကအမြဲတမ်းပြောတယ်သူကချင်းစကားတွေပြောပြီးတဲ့အထက်မှာနောက်ဆုံးမှာမအေးတာထည့်လိုက်တယ်မအေးတာထည့်လိုက်အားလုံးအဆင်ပြေနော်မအေးဆိုတော့ဗာဒိတ်ပဲလို့ဆိုတော့ဟိုအရန်နဲ့ဆိုတော့အဲ့မျိုးသဘောမျိုးဖြစ်ပါလိမ့်မယ်နော်ဆိုတော့ကျေးဇူးတင်တယ်လူမျိုးတွေမတူကြဘူးအသားရောင်တွေမတူကြဘူးအမေဖေလည်းမတူကြဘူးသို့တော်ညာလည်းတူညီတဲ့ယေရှုခရစ်တော်ရဲ့မြတ်တာအောက်ထဲမှာအသက်ရှင်နေခွင့်ရတဲ့အတွက်ဘုရားခင်နာမကပါဆက်ပုံးခြင်းမင်္ဂလာရှိပါစေအာမင်ဆိုတော့ဆရာကပြောသွားတယ်တချို့ကျွန်တော်သိတဲ့သူရှိမယ်တချို့လည်းမသိတဲ့သူရှိကောင်းရှိနိုင်တယ်ဒါပေမဲ့ revival တိုင်းဝိုင်းမှာတော့မသိတဲ့သူမရှိဘူးအာမင်ဘယ်လောက်ထိပြောဆိုတော့ဆရာကနေဦးမသိဘူးဆိုလို့ရှိရင်ဒါသူကမနှိုးချသေးဘူးပေါ့အဲ့လဲလာတာစတာပါကျွန်တော်သိဖို့အရေးမကြီးဘူးယေရှုကိုသိဖို့အရေးကြီးတာပါအရေးကြီးဆုံးကယေရှုကိုသိဖို့ပဲလို့နော်ဆိုတော့တချင်းအဲ့ဒီကျေးဇူးတော်မှာတပါးသရှင်ကိုကျွန်တော်ရေးတယ်လို့ပြောတဲ့ခါတိုင်းမှာကျွန်တော်မိတ်ဆက်ပြီးတဲ့ခါတိုင်းမှာကျွန်တော်နည်းနည်းလေးစိုးရိမ်တဲ့အရာလေးရှိတယ်အဲ့ဒီအရာက focus ကကျွန်တော်တို့ရောက်လာမှာစိုးရိမ်တာဆိုတော့တကယ်တော့ကျွန်တော်ဇက်လန်လေးတစ်ပုဒ်ချာဇက်လန်လေးဆိုအဲ့ဒါတကယ်ဖြစ်လားဘာလားတော့ကျွန်တော်လည်းမသိဘူးเนาะအဲ့ဒီတချင်းရေးတဲ့ဆရာတယောက်ပေါ့နော်သူတချင်းကလည်းအရန်အောင်မြင်တယ်ဒီလိုပဲဒီ worship song တစ်ခုပေါ့နော်ဒီကလားနိုင်ငံခြားလားကျွန်တော်လည်းမသိဘူးဆိုတော့အဲ့ဒီဆရာတယောက်က तू တရက်တော့တဲ့ तू အိတ်နေရင်နဲ့ကောင်းကင်နိုင်ငံကိုရောက်သွားလို့ခံစားရတယ်ဆိုတော့ကောင်းကင်နိုင်ငံရောက်တဲ့အချိန်မှာတဲ့ကောင်းကင်တမန်တွေကောင်းကင်သားတွေက तू ရေးတဲ့သချင်းကိုစိုးနေကြတာ तू ကြားတယ် तू ရေးထားတဲ့သချင်းကိုစိုးနေဟာ तू အယံဝမ်းသာသွားတယ်ဟောမြေကြီးပေါ်မှာငါရေးတဲ့သချင်းကိုကောင်းကင်မှာရှိတယ်ကောင်းကင်တမန်တွေကတော့ तू ဆိုပြီးဘုရားကိုချီးမွမ်းနေကြပါလားလို့ तू အယံဝမ်းမြောက်သွားတယ်အယံပျော်သွားတယ်အဲ့ဒီအချိန်မှာတယောက်ကထွက်လာပြီးတော့ သူ့နှုတ်ဆက်တယ်လာပါဝင်ခဲ့ပါမဝင်သေးဘူးတဲ့အရန်တော်ဝမ်းမြောက်နေပြီတဲ့ဘာဖြစ်လို့လဲဒီမှာတဲ့စုံနေတဲ့သချင်းအဲ့ဒါကျွန်တော်ရေးထားတာလေတဲ့သူကကြွားလိုက်တာဒီမှာခင်ဗျားတို့စုံနေတဲ့သချင်းလေးအဲ့ဒါကျွန်တော်ရေးထားတာတဲ့မြေကြီးပေါ်မှာရေးတာအရန်ကောင်းလို့ခင်ဗျားတို့ကောင်းကင်မှာစုတာလားအရန်သူပြောတဲ့အချိန်မှာအဲ့ဒီကောင်းကင်သားတယောက်ဘာပြောအော်အဲ့လိုလားတဲ့ငါတို့ဒီမှာစုနေတာနှစ်တန်းပေါင်းများစွာရှိပြီတဲ့အော်ဘုရားသခင်ကမင်းကိုအဲ့ဒီသချင်းကိုမြေကြီးပေါ်ကိုချဖို့အတွက်မင်းကပေးလိုက်တာထင်တယ်တကယ်တော့ကျွန်တော်တို့ဒီမှာချီးမွမ်းနေတဲ့အရာတွေအားလုံးဟာအပေါ်မှာရှိပြီးသားကြီးပဲဆိုတော့ကျေးဇူးတော်မှာတပါးသချင်းဆိုတော့ကျွန်တော်ရေးမှဖြစ်လာတာမဟုတ်ဘူးဘုရားသခင်ကအရှင်းမစွာတွေကသူ့လူတွေသူ့ကိုချီးမွမ်းမှုတော့သူကထည့်ထားပေးတဲ့အရာဖြစ်တယ်ဟာလေလုယာဆိုတော့အဲ့ဒီတော့အဲ့ဒါကိုပိုသိတာအောင်ကျွန်တော်ထဲမှာဘာကြောင့်ထည့်ရတာလဲအဲ့ဒါလည်းသက်သေခံချင်သေးတယ်ဆရာကရေးလဲတီးတယ်အရန်ကောင်းတယ်ဟိုမှာတီးတဲ့ညီကိုတွေအရန်ကောင်းတယ်ကျွန်တော်အကြောင်းသိရသူရှိမယ်ဂီတာလုံးဝမတီးတတ်ဘူးပီယန်နိုလည်းမတီးတတ်ဘူး musician တယောက်လို့ပြောနိုင်တဲ့အရေးချင်းတစ်ခုမှမရှိဘူးဒါပေမဲ့အဲ့ဒီသချင်းက
တီးတဲ့သူတွေပြောတာဒါတမယိုးကြကော့မဟုတ်ဘူးလေဟုတ်လားမသိဘူးဆရာသူရဲ့ကော့သွားလာကတမယိုးကြကျွန်တော်လည်းမသိဘူးလေဆိုဘာကြောင့်အဲ့လိုဖြစ်ရလဲဂီတာမတီးတဲ့ဒီ music ကိုနားမလည်တဲ့သူတယောက်ကဒီလိုတမယိုးကြ round ကော့လာဘာသူတို့ပြောကျွန်တော်လည်းနားမလည်ဘူးအဲ့လိုမဟုတ်တဲ့ရှင်းတဲ့ဘုတ်ကိုဘာကြောင့်ထွက်လာစေတာလဲသိကြတယ် 100% Jesus ပြောကြည့်ပါဦး 100% Jesus ယေရှုခရစ်တော်တရားရာခိုင်နှုန်းတက်နိုင်ခြင်းဖြစ်တယ် hallelujah ဆိုအဲ့ဒီယေရှုခရစ်တော်တက်နိုင်ခြင်းကခရိယန်တွေမှမဟုတ်ဘူးခရစ်တော်ကိုမသိသေးတဲ့သူတွေရဲ့အထဲထဲမှာလည်းတက်နိုင်တော်မူသောဘုရားရှင်ဖြစ်တယ် hallelujah ဆိုအဲ့ဒါကိုနားလေစေချင်တယ်ဆိုအခုလောတယ်ကျွန်တော်နဲ့ရောက်လာတဲ့ညီကိုတွေကိုကျွန်တော်မိတ်ဆက်ပေးချင်တယ်နော်မိတ်ဆက်ပေးချင်တယ်ဆိုဒီဘက်ကစမိတ်ဆက်မယ်ဆိုကျွန်တော်တငယ်ချင်းဒါငငယ်တုန်းကတည်းကကျွန်တော်နဲ့တွဲခဲ့တဲ့တငယ်ချင်းဖြစ်တယ်စောအဲမူဖြစ်တယ်စောအဲမူလို့ခေါ်ပါတယ်ကျွန်တော်ထိုင်လို့ရပြီတကယ်ချင်းကျွန်တော်မမရကျွန်တော်အရန်တောက်တာအရန်များသွားပြီးတော့ကျွန်တော်အဲ့မှာ TV ယောဂဖြစ်တယ်လေလွန်ခဲ့တဲ့10နှစ်ဝန်းကျင်ကပေါ့ TV ယောဂဖြစ်တော့ကျွန်တော်က TV သားဖြစ်တာခန္ဓာကိုယ်ကဒီလောက်ပဲလေဒါပေမဲ့ तू အဲ့တော့နည်းနည်းအဲ့လိုဂီးထားလေးပေါ့နော် तू အဲ့လိုပိတ်မိန်လေးဆိုစီကန်းလဲတော့စီကန်းကဲဘာပြဘာဖြစ်တာလဲ TV အကဲအဲ့တော့လူနာလာတဲ့ဆိုပြီးတော့သူ့ဆွဲခေါ်တာသူကကျွန်တော်တို့ပို့ပိန်တယ်ဆိုတော့ငယ်ကလေးကကျွန်တော်စိုးတူကောင်းမှကျွန်တော်တကယ်ချင်းတယောက်ဖြစ်တယ်နောက်တစ်ယောက်တကယ်ချင်းဇေယျဦးလို့ခေါ်ပါတယ်သူကတီးတိမ်သွေးပါတယ်နော်တီးတိမ်သွေးပါတယ်ဒါပေမဲ့သူတလုံးမှမပြောတတ်ဘူးကျွန်တော်နှလုံးပြောတတ်တယ်သူကတလုံးမှမပြောတတ်ဘူးသနာပါတယ်နော်သူကဦးနောအသင်းတော်ဖြစ်တယ်တချို့လူကြီးတွေတီးမယ်ဆရာကြီးဦးသိန်းဆိုတာဟိုရင်တော့နော်သင်းဒီဦးနောအသင်းတော်ရဲ့သင်းဆရာကြီးရဲ့မြီးလည်းဖြစ်တယ်ဟိုကျွန်တော်ငယ်ချင်းတွေကျွန်တော်အရက်တော့တူဆေးကြောက်ရှူအတူပေါ့နော်အခုတော့ဘုရားမျက်မှောက်တော်ထဲမှာအတူသွားနေဟာလေလုယာအာမင်နောက်တစ်ယောက်ကတော့ညီလေးသူ့နာမည်အရင်ကဝေယံဆိုးလို့ခေါ်တယ်ဝေယံဆိုးလို့ခေါ်တယ်ဒါပေမဲ့ကျွန်တော်မနေ့ရလားတနေ့ရလားတနေ့ကသူ့နာမည်ပြောင်းပေးလိုက်တယ် Exodus ဆိုးဆိုတော့ကျွန်တော်ပြောင်းပေးလိုက်တယ်ဘာကြောင့်လဲသူကကျွန်တော်ခေါ်နေကျွန်တော်တကယ်ချင်းအမူနဲ့အတူနေတာခေါ်နေကြာပြီးတခါမှသူမအားဘူးတော့ဘာကြောင့်မအားလဲဆိုအရက်တောက်နေရလို့တဲ့တော့သူရန်လွတ်မြောက်ချင်တယ်အရန်လွတ်မြောက်ချင်တဲ့အခါမှာဒီအပတ်ကိုသူခွင့်ယူပြီးတော့သူအလုပ်ရှိတယ်သူအလုပ်ယူရှိတယ်ခွင့်ယူပြီးတော့လိုက်လာတဲ့အခါမှာကျွန်တော်အသက်တာတွေမှာဘာခံစားရလဲဆိုသူ့ရဲ့နှလုံးသားအရန်ဖြူတာကိုခံစားရတယ်တော့ဘာကြောင့်ပြီးတော့သူ့ကိုကျွန်တော်ကစိတ်ဝင်စားရလဲဆိုတော့အရက်သမားဖြစ်လို့ဟုတ်တယ်လေအရက်သမားလာတဲ့သူတွေကအရက်သမားကိုစိတ်ဝင်စားတယ်ဆေးသမားလာတဲ့သူတွေကဆေးသမားကိုစိတ်ဝင်စားဘာလို့ကျွန်တော်တို့အရက်သမားတွေကလေအရက်ကိုတောက်ချင်လို့တောက်နေတာတော့မဟုတ်တော့ဘူးနောက်ပိုင်းဆိုရင်လေမတောက်ပဲမနေနိုင်လို့တောက်ရတာညက်စောင်းလာပြီဆိုရင်ဘာမှလုပ်စရာမရှိတော့ဘူးဘာလုပ်ရင်ကောင်းမလဲအော်မတောက်လဲရတော့ရပါတယ်တကယ်တော့လေမတောက်လဲရတော့ရတယ်ဒါပေမဲ့စဉ်းစားတာလေအော်ငါဒီနေ့တစ်သက်လုံးတောက်လာခဲ့တာပဲဒီတရက်မတောက်လို့ရောဘာထူးခြားသွားမှလဲအဲ့တွေးလေးကမထူးပါဘူးကွာသွားတောက်လိုက်တာပေါ့ဆိုပြီးတော့အဲ့လိုနဲ့ကျွန်တော်တို့ကအရက်ဆွဲတာမဟုတ်ဘူးတော့နေ့တိုင်းတောက်ဖြစ်သွားတာပေါ့နော်တောက်ဖြစ်သွားတာဆိုတော့အဲ့နေ့ကအရက်တော့ဆွဲတာမဟုတ်ဘူးဒါပေမဲ့သူခင်ဗျာအဖိုးခပေးရတယ်ကျွန်တော်တို့ ਨੇ ပထမအဦးဆုံးလိုက်အိတ်တဲ့ညမှာတညလုံးအိတ်လို့မရအောင်ကျွန်တော်လည်းဖြစ်ခဲ့ဘူးတဲ့သူချစ်သူနဲ့လမ်းခွဲတဲ့အခါမှာလေခံစားရတာသိရမလားချစ်သူနဲ့လမ်းခွဲဘူးလားလက်တောင်ကြည့်ပါဦးဟုတ်တယ်ဆရာတချို့ကတခါလမ်းမခွဲဘူးနော်ချစ်သူနဲ့လမ်းခွဲခံစားရတယ်အဲ့လိုပဲသူလည်းအရက်နဲ့လမ်းခွဲတဲ့အခါမှာသူလည်းခံစားရတယ်အရက်လည်းခံစားရမှာပဲတနာပါတယ်နော်ဆိုတော့အဲ့ဒီညတညလုံးအိတ်လို့မရဘူးဆိုတော့ဖြစ်ရှင်တော့ကျွန်တော်သွားတဲ့နေရာကျွန်တော်ရဲ့ mission center ဆိုတော့ mission center မှာစိတ်လေးတောက်လို့မရဘူးလေစိတ်လေးတောက်လို့မရဘူးသူခင်ဗျာတနာပါတယ်သူဘာမှလုပ်လို့မရဘူးဒါပေမဲ့အခုတော့စိတ်လေးနည်းနည်းလေးပြန်တောက်လို့ရတယ်ပြန်ကုန်မျိုးပြန်ရောက်လာတော့ဒါပေမဲ့မကြခင်အားလုံးပြတ်သွားမှာအာမင်အာမင်ဗျာဘာတော့ကျွန်တော်ညီလေးတယောက်ပြောင်းလဲလာညီလေးတယောက်ကိုသူ့အဖေကသူ့ကိုပေးချဒဲကြည့်ပြီးပြောတာမင်းပြောင်းလဲတယ်ဟလားတဲ့ငါမယုံဘူးတဲ့မင်းပြောင်းလဲတာငါမယုံဘူးတဲ့သူ့အဖေကပြောတယ်သူကလည်းသူ့အဖေကိုပြန်ကြည့်ဟုတ်တယ်တဲ့ဒဲဒီအဖေပေါ့နော်ဟုတ်ကဲ့အဖေကျွန်တော်လည်းကျွန်တော်ကိုကျွန်တော်မယုံဘူးဒါပေမဲ့ကျွန်တော်ဖခင်ကိုယုံတယ်အာမင်ကိုယုံလို့မရဘူးကျွန်တော်လည်းအခုတည်းကိုမယုံဘူးလူဆိုတော့ကိုယုံလို့ရတဲ့အမျိုးထဲမှာမပါဘူးအခုလေသိန်းတစ်ထောင်ချပေးလိုက်ပါလားဘယ်နှစ်ယောက်ယူသွားမလဲမသိဘူးနော်တော့ဘာတော့မရဘူးတာတွေမမြင်ဘူးတာတွေမြင်လို့ရှိရင်ကျွန်တော်တို့က
ဆွဲလန်းတန်းတလေးဖြစ်တတ်တယ်နော်ယောက်ျားလေးတွေကိုရမ်းကြိုက်တဲ့မင်းသမီးကိုရှေ့ရောက်လာဟဲ EXO ဘာလဲဟိုကိုရီးယားမင်းသားတွေရောက်လာလို့ရှိရင်မင်းလေးတွေတဲလို့နော်ဝิญဉ်တော်နဲ့မဟုတ်တခါလေးကြောက်လို့ရှိရင်အဲ့ဒါနဲ့မူးလဲသွားတာရှိတယ်ဟုတ်နော်ဆိုကိုအရင်ဟိုကြိုက်တယ်ဒါပေမဲ့မမျော်လင့်ထားတဲ့အရာတခုကကိုရှိကိုရောက်လာလို့ရှိရင်ကိုမခံနိုင်ဘူးသို့တော်ညာလဲအဲ့ဒီအရာတွေအားလုံးကခဏပဲအဲ့ဒီအရာတော့ခဏဒါပေမဲ့ခရစ်တော်ကထာဝရဖြစ်တယ်ပြောကြည့်ပါဦးထာဝရအဲ့ဒီထာဝရဆိုတာလေထာဝရမှာပဲရှိတယ်ထာဝရဆိုတာထာဝရမှာပဲရှိတယ်ထာဝရဘုရားစီမှာပဲထာဝရရှိတယ်ပြောကြည့်ပါဦးလောကမှာအားလုံးကခဏတွေပဲလောကမှာအားလုံးခဏဒီနေ့ကျွန်တော်ခေါင်းစဉ်ပေးထားတယ်ဟုတ်တယ်ဟုတ်တချို့သိလားဒီနေ့ခေါင်းစဉ်သိလားမသိဘူးအရန်လိမ့်ပါတယ် Facebook မသုံးဘူးဒါမှမဟုတ်လေတခြား page တွေလိုက်ကြည့်နေလားမသိတာနော်ပြောလို့မရဘူးပြဿနာမရှိဒါပေမဲ့ဘေးနာလို့ပြောသင်ဒီနေ့လွတ်မြောက်မဲ့နေ့ဖြစ်တယ်အဲ့လိုပြောလို့ကျွန်တော်အားဖြင့်ကျွန်တော်လုပ်မှာမဟုတ်ဘူးယေရှုခရစ်တော်ဝိညာဉ်တော်အားဖြင့်လုပ်မှာဖြစ်တယ်အာမင်ဝိညာဉ်တော်ကြီးမားစွာဒီနေ့မှာအလုပ်မှာဖြစ်တယ်မျှော်လင့်ရအောင်မဖြစ်နိုင်တဲ့အရာတွေကိုဖြစ်စေတဲ့ဘုရားမတက်နိုင်တဲ့အရာကိုတက်နိုင်စေတဲ့ဘုရားကအခုကျွန်တော်အလယ်မှာရှိနေတဲ့ဘုရားရှင်ဖြစ်တယ်ခရိယန်ဘုရားမဟုတ်ဘူးခရိယန်တွေကိုပဲချစ်တဲ့ဘုရားမဟုတ်ဘူးလူမျိုးပေါင်းစုံဂိုင်းကနပေါင်းစုံဘာသာပေါင်းစုံကိုချစ်တဲ့ဘုရားရှင်ဖြစ်တယ်ထိုဘုရားကအောင်မြင်ခြင်းကိုပေးခြင်းတဲ့ဘုရားရှင်ဖြစ်တယ်အာမင်ဒီနေ့နှုတ်ကပတ်တော်ကအောင်မြင်သူထက်အောင်မြင်တော်သူအောင်မြင်သူထက်အောင်မြင်တော်သူပြောကြည့်ပါဗါလဲအင်္ဂလိပ်လိုတိတ်တော့မကြွအောင်ပြောကြည့်မယ် more than conqueror အောင်မြင်သူထက်အောင်မြင်တော်ဘေးနာလို့ပြောတင်းဒီအောင်မြင်သူထက်အောင်မြင်တော်သူဖြစ်တယ်အဲ့ဒါရေးကြည့်တယ်အောင်မြင်သူထက်အောင်မြင်တော်သူဖြစ်တယ်အောင်မြင်တယ်လို့ပြောတဲ့အခါမှာဘာအောင်တာလဲဆာမွဲအောင်တာလဲအောင်တာပေါ့ဆာမွဲကခဏအောင်ရတယ်သူခင်ဗျာလေတော့တခါလဲအောင်လို့မရဘူးတော့ A level ပြီးရင်လည်း B level လား C level လားအဲ့ဒါလာရတယ်လေ level 1 2ခဏအောင်လို့မရဘူးတော့အမြဲအောင်မှရတာတဒန်းအောင်ရုံနဲ့ဟဲတဒန်းမှာလေ तू ကအမှတ်အများကြီးနဲ့အောင်တာအားလုံးမြန်မာတရားအင်္ဂလိပ်တရားတင်ချာတရားပေါ့အခုတော့ဘယ်နဲ့ဘာသာတွေရှိသွားလဲမသိဘူးเนาะအဲ့လိုတရားတွေရောက်တော့ဟဲတဒန်းမှာဒီကလေးကတရားနဲ့အောင်တယ်ကြီးလာရင်ဆရာဝန်ဖြစ်မှာတဲ့ပြောလို့ရလားဟုတ်တယ်လေ तू ကတဒန်းမှာသာတရားရရင်ရမှာဟို10တန်းမှာတဖုံဖုံကြရင်ဘယ်လိုလုပ်မလို့အဲ့လိုလူတွေရှိတယ်ဟို तू တဒန်းကသူငယ်တန်းနဲ့6တန်းထိရတော့အဆင့်1ကြီးပဲ10တန်းလဲကြာရီစားလဲထားမိရောရိုးအောင်သွားတယ်အဲ့လိုလူတွေမရှိလားရှိတာပေါ့အောင်မြင်ခြင်းကအမြဲတမ်းလိုတာဖြစ်တယ်ခဏအောင်လို့မရဘူးလောကမှာအောင်မြင်ဖို့အတွက်အမြဲတမ်းလူတွေကရုန်းကန်ရတယ်အမြဲတမ်းလူတွေရုန်းကန်ဘာကြောင့်အလုပ်လုပ်တာလဲစားဖို့အတွက်ပဲလားတောက်ဖို့အတွက်ပဲလားဝတ်ဖို့အတွက်ပဲလားအဲ့ဒါဆိုလို့ရှိရင်တော့တာမန်အရေးချုံတဲ့လူသားအရေးချုံထားတဲ့လူပဲဖြစ်မှာဆိုတော့လူတိုင်းကကိုယ် aim ရှိတယ်ကိုယ့်ရဲ့မျှော်လင့်ချက်ရှိတယ်ကိုယ့်ရဲ့ရည်မှန်းချက်ရှိတယ်ဟုတ်တယ်ဟုတ်ကိုသားသမီးတွေရော sorry သားသမီးတွေမရှိဘူးဒါပေမဲ့ဆရာတွေမရှိဘူးเนาะဆိုတော့ကိုသားသမီးတွေရောငါသားကြီးလောင်လို့ရှင်စိုက်ကားသမားဖြစ်ကိုဖြစ်ရမယ်အဲ့လိုမွေးတဲ့သားသမီးတွေရှိလားငါသမီးလေးချောလိုက်တာကြီးလာရင်ပြစ်ဒစားလောက်ခိုင်းရမယ်ရှိလားမရှိဘူးအားလုံးကသားသမီးကိုစင်စီးပြီးတော့မြင်ရစေချင်တဲ့ဖေလူတွေကြီးပဲလူတော်အဲ့လောက်ထိမျောလင်းချက်ရှိရင်ဖျားတာ၍မျောလင်းချက်ရှိတယ်ဘေးနာလို့ပြောတင့်ကိုဖျားသခင်အမြဲတမ်းအောင်မြင်စေချင်တယ်ပြောလိုက်ပါဦးကိုယ်လည်းကိုပြောငါ့ကိုဖျားသခင်အမြဲတမ်းအောင်မြင်စေချင်တယ်ငါဖေမေအောင်မြင်စေချင်တာထက်ဖျားသခင်ကငါ့ကိုအောင်မြင်စေချင်တယ်အာမင်
အောင်မြင်မှုလို့ပြောတဲ့အခါမှာဦးမြင့်မောင်တော့မဟုတ်ဘူးနော်တချို့အောင်မြင်မှုဆိုရင်အာဘယ်လိုလဲဆိုဦးမြင့်မောင်တဲ့ကဲဆိုအခုနှုတ်ကပတ်တော်အပြင်ကျွန်တော်တို့သွားမဲ့အောင်မြင်ခြင်းဆိုတစ်ကော15:50ခွန်ကြောမပိုင်လည်းမဖွင့်တော့နဲ့ရက်တင်တာမရှိဘူးနော်ကျွန်တော်တို့ကျေးဇူးပြုလိုက်ဆိုပေးအောင်ငါတို့သခင်ယေရှုခရစ်အားဖြင့်ငါတို့အားအောင်ခြင်းခွင့်ကိုပေးတော်မူသောသခင်ယေရှု၏ကျေးဇူးတော်သည်ကြီးလာစွာတကားအောင်ခြင်းခွင့်ဘယ်သူစီမှာရှိတာတော့ဘယ်သူစီမှာရှိလဲဘယ်သူကပေးတာလဲပေးထားပြီးသားလားမပေးသေးဘူးလားရပြီလားမရသေးဘူးလားဟုတ်လားโอเคရဖို့ရှိလားမရှိဘူးလားရှိတယ်โอเคတော့လောကမှာလူတိုင်းကအောင်မြင်ဖို့အတွက်ကြိုးစားနေရတာခရိယန်လည်းအောင်မြင်ဖို့အတွက်ကြိုးစားနေကြတယ်ဗုဒ္ဓဘာသာလည်းအောင်မြင်ဖို့အတွက်ကြိုးစားရအစ္စလာမ်တွေလည်းအောင်မြင်ဖို့အတွက်ကြိုးဆိုလူသားတိုင်းကအောင်မြင်ဖို့အတွက်ကြိုးစားနေရတာဆိုအဲ့ဒီအောင်မြင်မှုအတွက်ဘာတွေလိုလဲဆိုသူ့မှာလိုအပ်တဲ့အဲ့အောင်မြင်မှုအတွက်လိုအပ်တဲ့ source တွေလိုမှာပေါ့ဆိုတချို့ဆို certificate တွေလိုမယ်အဲ့ဒီ way တစ်ခုအတွက်သွားဖို့အတွက်လေကတစ်တွေအများကြီးလိုတယ်တရက်မှာကျွန်တော်တငယ်ချင်းတယောက်ကျွန်တော်စီရောက်လာတယ်အထုပ်ကြီးနဲ့ကောနဲ့ရောက်လာဟဲ့တငယ်ချင်းဘယ်သွားလို့လဲအလုပ်သွားရှောင်မလို့ဒါရက်ပါကြီးလေငါရဲ့ certificate တွေငါဟွာတွေတက်ထားတယ်ဒီဟာတွေတက်ထားတယ်ဟဲ့အဲ့ဒါတွေတက်ထားတယ်လေနေအလုပ်ရမှာပေါ့မဟုတ်ဘူးဆူတောင်းပေးဆူတောင်းပေး10တန်းမအောင်တဲ့လာကိုဆူကောင်းလာဆူတောင်းခိုင်းတယ်အဲ့လောက်ဟွာတွေတစ်ထက်ကြီးရှိတဲ့သူကကျွန်တော်ကြွားလိုက်အောင်မယ်နော်ကျွန်တော်10တန်းမအောင်ဒါပေမဲ့အောင်မြင်တဲ့အရှင်နဲ့တွေ့သွားလို့အောင်မြင်သွားတာဟာလေလုယာအဲ့လိုပြောလို့10တန်းဖြေမဲ့သူတွေမအောင်လဲပြဿနာမရှိဘူးပြောတာမဟုတ်ဘူးယေရှုကိုမတွေ့ခဲ့လို့အဲ့ဒီပညာကိုမသိခဲ့တာဆုံးရှုံးမှုတော့အနည်းငယ်ရှိတယ်ဆုံးရှုံးမှုတော့ ဆိုလိုတာက तू အဲ့ဒီ certificate တွေတစ်ထပ်ကြီးရှိပြီးတော့အလုတ်သွားရှောက်မယ်ဆိုရင်တော့မှအလုတ်ရဖို့တော့သူ့အတွက်ယာနှုံးမြေမချင်းသေးဘူးဆိုအဲ့ဒါကြောင့်လာပြီးတော့ဆူတောင်းခံတယ်ဖယားမပေးရင်မရဘူးတဲ့ဘယ်သူမပေးရင်မရလဲဖယားမပေးရင်မရဘူးလူတိုင်းကအောင်မြင်မှုကိုစူးစမ်းရှာဖွေနေကြတယ်ဒါပေမဲ့လျှို့ဝှက်ချက်အောင်မြင်ခြင်းကယေရှုစီမှာရှိတာအောင်မြင်ခြင်းကယေရှုစီမှာရှိတာကျွန်တော်ပြောမယ်ဆရာစီမှာကျွန်တော်ကဒီ surprise ဘူးလေးကိုကျွန်တော်ပေးထားတယ်ဆိုလို့ရှိရင်အဲ့ဒီ surprise တောက်ချင်ဘယ်သူစီသွားမလဲဆရာစီသွားပေါ့ဆိုသူစီမသွားဘဲနဲ့ဒီအခန်းထဲမှာ surprise ကသူ့စီမှာတကူပဲရှိတာလေ surprise တောက်ချင်ဘယ်သူစီသွားဆိုဒီနှုတ်ကပတ်တော်ကအောင်မြင်ခြင်းကဘသူ့ကိုပေးထားလဲဘုရားသခင်ကဘသူ့ကိုပေးထားလဲခရိယန်တွေမှာပေးထားလား no ခရိယန်ဘာသာကိုလည်းမပေးထားဘူးကြီးတိမ်အသင်းတော်ကိုပေးထားလားကျွန်တော်ပိုးကြီးအသင်းတော်ကိုပေးထားလားမပေးထားဘူးဘသူ့ကိုပေးထားလဲယေရှုမှာပဲပေးထားတာခရိယန်ဘာသာထဲမှာလည်းအောင်မြင်ခြင်းမရှိဘူးပုံဝင်လင်းပြောကြည့်အောင်ခရိယန်ဘာသာထဲမှာအောင်မြင်ခြင်းဘသူစီမှာပဲအောင်မြင်ခြင်းရှိရလဲယေရှုခရစ်တော်စီမှာပဲရှိတာဟာလေလုယာအဲ့ဒါပဲတခါလေကြာရင်ကျွန်တော်ခရိယန်တွေကကိုယေရှုခရစ်တော်ကိုငါတို့ဖရားလို့ဘောင်ခတ်ပလိုက်တာလေမဟုတ်ဘူးယေရှုကခရိယန်ဖရားလုံးဝမဟုတ်ဘူးဒါကြားဘူးပြီးသားဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့လေးလေးနက်နက်ထပ်ပြောပြရစေအောင်မြင်ခြင်းကဘာသာထဲမှာမရှိဘူးယေရှုစီမှာပဲရှိတယ်အောင်မြင်ခြင်းကယေရှုစီမှာပဲရှိတယ်ထာဝရအသက်အရာအားလုံးဘုသူစီမှာထည့်ထားလဲယေရှုတွေမှာထည့်ထားအာမင်โอเคနောက်တစ်ပိုက်ဖတ်ကြမယ်1ယော5 4လိုက်ဆိုကြအောင်ဘုရားသခင်ဤသားတော်ဖြစ်သောသူမည်သည်ကလောကကိုအောင်တတ်၏လောကကိုအောင်ခြင်းအကြောင်းဟုမူကားငါတို့ဤယုံကြည်ခြင်းပေသည်ယေရှုသည်ဘုရားသခင်ဤသားတော်ဖြစ်သည်ကိုယုံကြည်သောသူမှတပါအဘယ်သူသည်လောကကိုအောင်နိုင်သတည်း
ယေရှုခရစ်ကဘုရားသခင်ရဲ့သားတော်ကိုလို့ပြီးတဲ့သူကအောင်မြင်ခြင်းကိုရတဲ့သူဖြစ်တယ်တရက်မှာအောင်မြင်ခြင်းဆိုတဲ့အရာကကျွန်တော်အသေးတိုင်လိုက်ရှာနေတဲ့အရာမဟုတ်ဘူးဘာလို့အဲ့ဒီအရာကယေရှုထဲမှာရှိယေရှုနဲ့တွားလို့ရှိရင်အောင်မြင်ခြင်းကကိုယ်အလိုလိုရတာပြီးသားဖြစ်တယ်အာမင်ဆိုအဲ့ဒါကိုကျွန်တော်အယမ်းပဲကိုယ်တိုင်ခံစားရတဲ့အခါမှာညီကိုမောင်မတွေအယမ်းဘုရားသခင်ရဲ့ဒီထားတဲ့ရည်ရွယ်ချက်ကြီးလေးအယမ်းပြောပြချင်ဥပမာဆိုလို့ရှိရင်သားသမီးတယောက်ကအမေဖေနဲ့ဝေးနေတယ်ဒါမှမဟုတ်ထားလိုက်ကိုချစ်သူနဲ့ကိုနဲ့ဝေးနေတယ်ကိုကအစားကောင်းကောင်းလေးစားပြီးဆိုရင်ကိုချစ်သူသတိမရဘူးလားနည်းနည်းတိုးပါတယ်ညရတယ်နော်ကိုသူကြိုက်တဲ့အရာလေးကောင်းကောင်းလေးတွေ့သူ့သတိမရဘူးလားမောင်အရန်ကြိုက်မှာနော်ဝယ်ပေးချင်တာလေပတ်စံမရှိရင်တငယ်ချင်းစီကချီးပြီးတော့ဝယ်လိုက်တာကိုအရန်ကောင်းတာလေးတွေ့လို့ရှိရင်ကိုချစ်တဲ့သူကိုပေးချင်တယ်ဆိုအဲ့ဒီအောင်မြင်ခြင်းကဘုရားသခင်ကကျွန်တော်တို့ကိုလုံးဝပေးထားတာပေးချင်နေတာရစီချင်နေတာဒါပေမဲ့တော်တော်များများယေရှုကိုယုံကြည်တယ်လို့ပြောတဲ့သူတော်တော်များများအောင်မြင်ခြင်းမရဘူးအောင်မြင်ခြင်းမရှိဘူးမပေးထားတာလားသူတို့မရတာလားကျွန်တော်တခါဗီဒီယိုကလစ်တွေတခုကြည့်ပြတယ်စပင်ညက်သမားနဲ့ပါလဲဖျားဆိုလားမသိကြည့်ဘူးလားမကြည့်ဘူးနော်အဲ့ဒါလည်းပြောကြည့်မယ်သူကကျွန်တော်နည်းနည်းတော့မိနေဒါသဘောတရားလေးပြောပြမယ်သဘောတရားလေးဖျားမရှိဘူးတဲ့ဟာဖျားမရှိဘူးတဲ့သူကယုံကြည်ထားတယ်အဲ့ဒါသူတို့လမ်းမှာသွားရင်းနဲ့တဲ့စပင်ရှည်နေတဲ့သူတယောက်ကိုတွေ့တယ်ပေါ့နော်စပင်ရှည်နေတဲ့သူတယောက်တွေ့အဲ့တယောက်ကပြောတယ်အော်လောကမှာတဲ့စပင်ညက်ဆိုင်မရှိပါဘူးတဲ့ရှိတာပေါ့ခုနဖះမရှိတဲ့သူကပြောရှိတယ်စပင်ညက်ဆိုင်နေရှိတယ်ငါလမ်းမှာလာတော့တွေ့တယ်မရှိပါဘူးကွာဒီလူကစပင်ညက်ဆိုင်ရှိတယ်ငါခုနလမ်းမှာလာတော့တွေ့တယ်ဟိုတယောက်ကပြောတယ်မရှိဘူးအဲ့ဒါဘာဘလို့ဟိုလူကစပင်အရှိကြီးဖြစ်ပြီးတော့ဘုတ်တိုက်ကြီးဖြစ်နေရလဲဒီလူကပြန်ပြောဩဒီလောက်စပင်ညက်ဆိုင်နေရှိတာသူကသွားမှမညက်တာသွားမညက်တော့သူ့စပင်နေဘုတ်တိုက်ကြီးတွေဖြစ်နေတာပေါ့အဲ့နဲ့ဟိုလူကပြောအေးဖျားရှိတယ်ဒါပေမဲ့လူတွေဘာကြောင့်မအောင်မြင်လဲလူတွေဘာကြောင့်ဆင်းရဲနေရလဲလူတွေဘာကြောင့်ဒုက္ခပြဿနာနဲ့ရင်ဆိုင်နေရလဲဖျားစီမလာတော့ရှင်းလေးပဲအဲ့လိုမျိုးအိမ်မေးကိုကျွန်တော်အမြဲအမေးခံရတယ်ဖျားရှိရတဲ့ဘာကြောင့်အခက်ခဲတွေဖြစ်နေရတယ်လဲဖျားရှိရတဲ့ဒီလိုအရာတွေဖြစ်နေရလဲဆရာဒီဗလာအမြဲပြောဦးတဲ့အရာလေးတစ်ခုကျွန်တော်လည်းအဲ့ဒါလေးကိုအမြဲတမ်းဆင်ခြင်တယ်အမေရိကအကြောင်းတစ်ကြောင်းမှာဒီတနက်ပြစ်တဲ့သူတယောက်ကဝင်ပစ်သွားတဲ့အခါမှာလူတယောက်ကစာရေးခဲ့တယ်ဖျားရှိရဲ့နဲ့ဘာကြောင့်ဒီလိုအဓိကယုံနေဖြစ်ရလဲဘာကြောင့်ဒီလိုပဋိပက္ခတွေဖြစ်ဒီလိုအကြမ်းဖက်မှုကြီးဖြစ်ရတာလဲနောက်တယောက်ကအိတ်အောက်မှာပြန်ရေးတယ်ဒီเจ้าမှာဖျားကိုနေရာပေးလားဒီเจ้าမှာဖျားကိုနေရာပေးလားဆိုခုနစပင်ရှည်နေတဲ့သူကျွန်တော်ပေါ့ကွာကျွန်တော်ဟိုစပင်ပုတ်တိုက်ဖြစ်တယ်ဟိုဘောလုံးပန်းလိုဖြစ်နေတာလေဆိုစပင်ညက်ဆရာကြီးသွားဖို့အချိန်မရှိသေးဘူးဖြစ်နေဆိုအဲ့ဒီတော့စပင်မညက်တာကစပင်ညက်ဆရာမရှိလို့မဟုတ်ဘူးကျွန်တော်စပင်ညက်ဆိုင်ကိုကျွန်တော်မသွားတာစပင်ညက်ဆိုင်ရှိတယ်ဖျားရှိတယ်အောင်မြင်ခြင်းရှိတယ်ဒါပေမဲ့ယုံကြည်သူလို့ယေရှုကိုယုံကြည်တဲ့သူပြောတဲ့တော်တော်များများဘာကြောင့်မအောင်မြင်တာလဲဖျားเจ้าပဲရောက်လာတာဖျားနဲ့မတွေ့ဘူးဖျားเจ้าရောက်လာတာကောင်းပါတယ်သို့တော်ညာလဲနံပါတ်1ဖြစ်ရမယ့်အရာကဖျားနဲ့အချိတ်ဆက်ရသွားဖို့ဖြစ်တယ်အာမင်ဘေးနာလို့ပြောတော့ဖျားခင်နဲ့အချိတ်ဆက်လုပ်ရအောင်အရင်ရေးကြည့်တဲ့အရာကြီးဖြစ်တယ်ခရိယန်ကျွန်တော်ငယ်ကလေးကအမေအဖေခရိယန်အဖိုးကသင်အုပ်ဆရာခရိယန်အယက်သမားဖြစ်သွားကျွန်တော်တငယ်ချင်းကဦးတော်အသင်းတော်ကကျွန်တော်ကပိုးကင်နှစ်ချင်းအသင်းတော်ဒီအလုံက
နေရောက်သားချိန်တယ်တနင်္ဂနွေနေ့ဆိုဘာလို့ game ဆော့ဖို့ game ဆော့ဖို့ဘလို့ချိန်ရလဲတော့အိမ်ကထွက်လို့ရှိရင်ပတ်စံတောင်းရတယ်ဒီဘာတွေတောင်းတယ်တောင်းပြီးလို့ရှိရင်ကျွန်တော်ကဖះเจ้าသွားတယ်သူလည်းဖះเจ้าသူဖះเจ้าသူသွားတယ်ဘာလို့လဲတော့ program စာရက်သွားယူတာသူဖះเจ้าက program စာရက်လေးယူသူကလာတယ်ကျွန်တော်ဖះเจ้าကကျွန်တော် program စာရက်လေးယူတယ်ကျွန်တော်လာတယ်နေ့ရောက်တော့ game ဆော့ကြတယ်ဆော့ပြီးလို့ရှိရင်အချိန်တန်အိမ်ပြန်သွားတယ်ဟဲ့နေ့ကိုဖះเจ้าမှမတွေ့ဘူးနေပဲသွားနေရလေဒီမှာပိုးခင်ဖះเจ้าသွားတာသူကကျွန်တော်အသင်းတော်ရဲ့ program စာရက်ပြတယ်ကျွန်တော်အိမ်ပြန်ရောက်လို့ရှိရင်ဘယ်သွားနေနေ့ကိုဖះเจ้าမှမတွေ့ဘူးဦးနော်သွားတာဒီမှာကြည့်ကျွမ်းတယ်နော်တိုက်ဆိုင်မှုရှင်ခွင့်လို့ပေါ့နော်ဆရာဆန်တို့ပြောဆိုငယ်ကလေးကခရိယန်စနေစကူးမှာလည်းအရင်ထူးချွန်တဲ့ကလေးတွေပါသို့တော်ညာလဲလောကကိုရှောက်လန်းတဲ့အခါမှာမရှောက်နိုင်တော့တကယ်ချင်းတွေပဲအတူဂိမ်းစောကြတယ်အတူစေးကြောက်ရှူကြတယ်အတူရက်တောက်ကြတယ်ဆိုလောကမှာလူငယ်ဖြစ်လာတဲ့အခါမှာပို့ပြီးတော့ temptation တွေပိုများလာတယ်ဟုတ်တယ်ဟုတ်လားလူငယ်တွေများလားနဲလားမင်းကလေးအတွက်ဘာရှိလဲကျွန်တော်မင်းကလေးကြောင်းတော့သိမသိလို့လေကိုရီးယားကနောက်ဘာရှိသေးလဲကိုဆွဲချနေရလေကိုဆွဲချနေရတယ်မပြောနဲ့ကိုသိရင်ပြီးရောအဲ့ဒါပဲ AC ဘာကြောင့်လဲဆိုကျွန်တော်ကမေကွန်းမေးတယ်ဆိုတော့ပြန်ဖြေဖို့မေးတာမဟုတ်ကို့ထဲမှာမေကွန်းရောက်သွားရင်တော်ပြီအာမင်အထဲထဲမှာမေကွန်းလေးရောက်သွားရင်တော်ပြီအဲ့ဒီမေကွန်းကကိုယ့်အကူဖြေရင်းနဲ့အောင်သွားမယ့်အရာဖြစ်တယ်ဟာလေလုယာဒါပဲဘုရားသခင်ကကျွန်တော်တို့ကိုလောကကိုအောင်စေခြင်းနဲ့ဘုရားရှင်ဖြစ်တယ်ဘေးနာလို့ပြောလောကကိုအောင်စေခြင်းနဲ့လောကကိုအောင်စေခြင်းဟုတ်ပြီယော16:33ကျွန်တော်တို့ကျေးဇူးပြုကျွန်တော်နောက်ကလိုက်ပါသင်တို့သည်ငါ့ကိုအမိပြု၍ငြိမ်သက်ခြင်းရှိစေခြင်းကဤစကားကိုငါဟောပြောပြီးသင်တို့သည်လောက၌ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်အဲ့နာမှာရက်ထားရင်ကောင်းပါမလို့နော်သင်တို့သည်လောကတွင်ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်အဲ့လောက်လေးတဝက်လေးရက်ထားလို့ရှင်နော်အားလုံးပြီးသွားပြီလေမဖျားကြောင်းလည်းတက်စရာမလိုတော့ဘူးလူငွေလည်းဖဲစရာမလိုတော့လွတ်လပ်နေလို့ရပြီโอเคဆက်ပြောလိုက်ဆိုတော့သို့တော်လည်းမစိုးရိမ်နဲ့ပြောမစိုးရိမ်နဲ့အထဲထဲရအောင်ပြောမစိုးရိမ်နဲ့ငါသည်လောကကိုအောင်ပြီးဟုမိန့်တော်မူ၏အဲ့ဒါဘာသူပြောတာအဲ့ဒါပြောလဲကျေလေးပြောကြအောင်အဲ့ဒါဘာသူပြောလဲဘာပြောလဲငါသည်လောကကိုအောင်ပြီးယေရှုခရစ်သည်လောကကိုအောင်ပြီးယေရှုသည်လောကကိုအောင်ပြီးโอเคကျွန်တော်ညီလေး Exodus ကျွန်တော်တို့နဲ့သွားတယ်ဘယ်နှခါမျက်နှာငယ်ရလဲညီလေးပူပန်ကြလို့လားနေပတ်စံထုတ်ရလားသူ့မှာဘာမှအားစိုက်ထုတ်စရာမလိုကျွန်တော်နဲ့အတူလိုက်နေတာလမ်းလျှောက်ရလားကားထဲမှာအဲကွန်အေးလေးနဲ့အေးစင်းနေရမလားဟာမြင့်ဆုံးပဲရှယ်ပဲသူ့ကြောင့်လားကျွန်တော်တို့ကြောင့်လားပြောတာသူအဲ့လိုဝတ်အောင်စားတာသူ့ပတ်စံကြောင့်လားကျွန်တော်တို့ကြွေးတာလားအမဲလားဟမ်ကြွားတာတော့မဟုတ်ပါဘူးကျွန်တော်တို့ကြွေးတာမဟုတ်ဖះကြွေးတာကျွန်တော်အမြဲပြောတယ်နော်ဖះကြွေးတာကျွန်တော်တို့ကြွေးတာမဟုတ်ဘူးဖះကြွေးတာဆိုတော့သူကကျွန်တော်နဲ့လိုက်တဲ့ခါမှာဘာမှပူစရာအကြောင်းမရှိဘူးဘာမှပူစရာအချိန်တိုင်းစားမယ်ဟိုသင်းတော်ကကြွေးလိုက်ဒီသင်းတော်ကကြွေးလိုက်မနေ့ကဆိုရင်ပဲဟင်းကောက်ညင်းတုပ်ဟိုမှာလာတဲ့ပရိသတ်တွေကညီကိုမောင်တို့ကောက်ညင်းတုပ်ယူလာတယ်โอเคပုံစံပြီးတော့လာပေးကြတယ်ကောက်ညင်းတုပ်လည်းစားရတယ်ကိုယ့်အကူဆိုအရက်တော်မှန်အောင်မတော့เนาะတခါကြီးလေဆိုလိုတာကကျွန်တော်တို့ကြောင့်မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့နဲ့သွားနေတဲ့အခါမှာဘာမှပူစရာအကြောင်းမရှိဘူးအာမခံချက်အပြည့်ရှိတယ်ဆိုလိုချင်တာကယေရှုခရစ်တော်နဲ့ရှိတဲ့သူတိုင်းစိုးရိမ်စရာလုံးဝ
အဲ့ဒါကြောင့်နှုတ်ကပတ်တော်ကသို့တော်လည်းမစိုးရင်ကြနဲ့ပြောကြည့်ပါမလဲသို့တော်လည်းမစိုးရင်အဲ့တော့ယုံကြည်သူဖြစ်ပြီးတော့ယုံကြည်သူလို့ပြောနော်ခရိယန်လို့မပြောဘူးနော်ခရိယန်လို့မပြောသိချာနာတော့ခရိယန်တိုင်းယုံကြည်သူမဟုတ်ဘူးခရိယန်တိုင်းယုံကြည်သူမဟုတ်ဘူးခရိယန်ဖြစ်နေတာသူယုံကြည်သူမဟုတ်ဘူးအဲ့ဒါကြောင့်တက်တည်တဲ့သူတွေမရှိလားကိုယ့်ကိုတက်တည်တဲ့ခရိယန်တွေမရှိလားဘာကြောင့်တက်တည်တာလဲအဲ့ဒီမိကွန်းကျွန်တော်ကိုမေးတယ်ယုံကြည်သူကိုယ့်ကိုတက်တည်ဘယ်ရောက်မလဲအမေးခံဘူးလားအမေးခံဘူးလားယုံကြည်သူကိုယ့်ကိုတက်တည်ဘယ်ရောက်မလဲစိတ်ဝင်စားလားစိတ်ဝင်စားရင်ဖြေမယ်စိတ်ဝင်စားရင်မဖြေဘူးစိတ်ဝင်စားရင်လက်ကလေးထောင်ပေးအောင်စိတ်ဝင်စားလူနည်းများဖြေဘူးနော်ယုံကြည်သူကိုယ့်ကိုတက်တည်ဘယ်ရောက်မလဲကောင်းကင်နိုင်ငံရောက်မလားပေါ့နော်သူကမေးတာကောင်းကင်နိုင်ငံရောက်မလားကျွန်တော်ကပြောလိုက်တယ်မိခွန်မားနေတယ်မိခွန်မားနေတယ်မိခွန်မားနေတယ်ယုံကြည်သူကဘယ်တော့မှကိုယ့်ကိုမတတ်သေးဘူးခရိယန်ကတော့ကိုယ့်ကိုတတ်သေးတတ်တယ်ဆူဆိုက်လုပ်တတ်တယ်ခရိယန်နဲ့ကိုယ့်ကိုဆူဆိုက်လုပ်တတ်တယ်လို့မရှိဘူးလားမှတ်ထားယုံကြည်သူမှန်ရင်ဘယ်တော့မှလောကကို give up မလုပ်ဘူးယုံကြည်တဲ့သူမှန်ရင်ဘယ်တော့မှကိုယ့်ကို give up မလုပ်ဘူးလောကကို give up မလုပ်ဘူးဘယ်တော့မှငါမှမျောလင်းချက်ဆုံးတဲ့အကြောင်းမရှိဘူး hallelujah ဘယ်တော့မှငါရဲ့မျောလင်းချက်ဆုံးတဲ့အကြောင်းမရှိဘူး Jesus is our hope ငါတို့ရဲ့မျောလင်းချက်ရှိတယ်အောက်ဆုံးအချိန်တွေရောက်နေပါစေအဲ့ဒီအချိန်ကနေပြီးတော့ယေရှုကငါ့ကိုပြန်ပြီးတော့ဆွဲတင်ပေးနိုင်တယ် hallelujah ယောဘလို့ပြောရင်တချို့ကသိချင်သိမယ်မသိချင်လည်းမသိအောင်ငါတို့အိမ်နာကလာပါညာပေါ့သူစုံစမ်းခြင်းနဲ့အများကြီးခံတယ်မိသားစုတွေရောသူ့ရဲ့လေယာတွေရောအားလုံးပြောင်းသွားတယ်သို့တော်ညာလဲမျောလင့်ခြင်းမကုန်ဘူးလောကမှာမြင်ရတဲ့အရာတွေအားလုံးကုန်ရင်ကုန်ပါစေမျောလင့်ခြင်းမကုန်ဘူးကိုတတ်တဲ့သူတွေကအားလုံးရှိနေတဲ့သူတွေလေပြီးခဲ့တဲ့2လ3လကကျွန်တော်အမေရိကန်မှာရောက်နေတဲ့အချိန်မှာကျွန်တော်အရက်ကြိုက်တဲ့ဆိုတော်တယောက် Chester ကြားဘူးလား Linkin Park ဘန်ကလေအဲ့ဒီမနက်မှာကျွန်တော်နိုးလာတဲ့အခါမှာအဲ့ဒီသတင်းကိုကြားတဲ့အခါမှာကျွန်တော်အရက်ခံစားရတယ်ကျွန်တော်အရက်ကြိုက်တဲ့ဆိုတော်တယောက်ဖြစ်တယ်သူ့ကိုယ်သူတတ်သိသွားတယ်သူ့မှာပြည့်စုံနေတာလေအားလုံးရှိတယ်လေကဘာချောဆိုတော်လေဘာကြောင့်သူ့ကိုယ်သူတတ်သိတာလဲအားလုံးရှိတယ်မျောလင်းချက်မရှိတာလောကကကျွန်တော်တို့ကိုမျောလင်းချက်မဲ့အောင်လုပ်တယ်အထီးကျန်အောင်လုပ်တယ်ဘေးနားမှာအချွေရံနေနဲ့ဝိုင်းနေပါစေမျောလင်းချက်မဲ့သွားရင်ဘာမှလုပ်လို့မရတော့ကျွန်တော်တို့ထင်တာကစင်ရဲလို့စင်ကာပူကခလေးမလေးအိမ်ပေါ်မှာလေးသူ့တိုက်ပေါ်ကခုံချတယ်လို့ထင်တာမဟုတ်ဘူးသူ့မှာငွေမရှိလို့မဟုတ်ဘူးအလုံးမရှိလို့မဟုတ်ဘူးဘာမရှိတာလဲမျောလင့်ချက်မရှိတာမျောလင့်ချက်တို့ရဲ့အရှင်သခင်ဖြစ်တဲ့ယေရှုခရစ်တော်နဲ့သူအဆက်အသွယ်မရလိုက်ရှာတာယေရှုမရှိတာလားသူအဲ့ဒီအရှင်နဲ့မတွေ့လိုက်တာလားအာမင်စပင်ညက်သမားမရှိတာလားအဲ့ဒီလူကစပင်ညက်သမားစီမသွားတာလားအာမင်လောကမှာလူတွေတော်တော်များများခရစ်ယာန်များအပါအဝင်ဘာကြောင့်ဆုံးရှုံးတာလဲယေရှုခရစ်တော်နဲ့အဆက်အသွယ်မရှိလို့တခြားဘာသာဝင်တွေဆုံးရှုံးတာမဟုတ်ဘူးနော်ခရစ်ယာန်တွေလည်းအများကြီးဆုံးရှုံးတယ်ခရစ်တော်နဲ့အနီးကပ်ရှိနေတဲ့သူတွေဒီပင်လေဆုံးရှုံးတဲ့သူတွေအများကြီးပဲနော်အများကြီးပဲယူဒတ်ကရောမဆုံးရှုံးဘူးလားဆုံးရှုံးတဲ့တပည့်တော်များတဲ့ဘာသာအပါဝင်လေဒါပေမဲ့သူကယေရှုနဲ့ကောင်းကောင်းသိတယ်သို့တော်ညာလဲအဲ့ဒီယေရှုဘယ်သူလဲဆိုတော့ तू ကောင်းကောင်းမသိတော့ तू သိတာကဒီငါတို့ကိုဒီကျွန်ဘဝကနေပြန်တိုက်ထုတ်ပေးမယ်ခေါင်းဆောင်လို့ပဲ तू သိတာအောင်မြင်ခြင်းတကယ်ထာဝရနဲ့ဆိုင်တဲ့အောင်မြင်ခြင်းကိုပေးမဲ့အရှင်ဆိုတာ तू ကောင်းကောင်းသဘောမပေါက်လိုက်ယေရှုနဲ့အနီးကပ်ဆုံးရှိနေတော်ညာလဲကြာရှုံးသွားတဲ့သူတွေအများကြီး
ရှိတယ်အဲ့ဒီထဲမှာငါမပါဘူးပြောလိုက်ဘေးနာလို့အဲ့ဒီထဲမှာလေးလေးနက်နက်ပြောအဲ့ဒီထဲမှာငါမပါဘူးဒီနေ့ဒီမှာရှိတဲ့လူတွေတယောက်ချင်းစီတိုင်းဆုံးရှုံးခြင်းနဲ့လောကကြီးကထွက်သွားမဲ့သူတယောက်မှမဟုတ်ဘူးဟာလေလုယာကျွန်တော်ရဲ့ဝင်ခြင်းနဲ့ထွက်ခြင်းကဖခင်ရဲ့ဘုန်းတော်အတွက်ပဲဖြစ်ရမယ်ဟာလေလုယာဟေးကျွန်တော်အချိန်တိုင်းသိမှာပါအချိန်တိုင်းသိမှာပါသို့တော်ညာလဲကျွန်တော်ရဲ့သိခြင်းကဘုန်းတော်အတွက်ပဲဖြစ်ရမယ်ဟာလေလုယာဒါပဲဖခင်ဘုန်းတော်အတွက်ပဲသက်ရှင်တယ်ဖခင်ဘုန်းတော်အတွက်ပဲသိမယ်လေဟာလေလုယာကားတိုင်းပေါ်မှာဓမြကြီးနေရအောင်အနိကဆုံးရှိခဲ့တာပဲအနိကဆုံးရှိခဲ့တယ်တယောက်ကယုံကြည်တယောက်ကမယုံကြည်အနိကဆုံးရှိတော်ညာလဲလောကကိုမအောင်လိုက်ဘူးဆိုအောင်မြင်ခြင်းလို့ပြောတဲ့အခါမှာသေသေးချာအဲ့ဒီစကားလုံးကဗမာစကားလုံးအရန်ကောင်းတယ်ဆရာယူရတာပြန်ထားတာလည်းအရန်ကောင်းတယ်ပြောသေချာလေးပြန်ဖတ်ကြည့်မယ်နော်ငါသည်လောကကိုအောင်ပြီပြောကြည့်အောင်အဲ့ဒါဘာသူပြောတာလဲယေရှုသည်လောကကိုအောင်ပြောကြလောကကိုအောင်နော်ဟုတ်ပြီနော်သိချာနော်အောင်မြင်ခြင်းမှာလူမြင်ရတဲ့အောင်မြင်ခြင်းနဲ့လူမမြင်ရတဲ့အောင်မြင်ခြင်းရှိတယ်ပြောကြအောင်ဘယ်နှမျိုးရှိလဲလူမြင်ရတဲ့လူမမြင်ရတဲ့ Mother Teresa လူအနေနဲ့ကြည့်ရင်သူကဆင်းရဲသူတယောက်အနေနဲ့လာပြီးတော့အသက်ရှင်သွားတယ်ဒါပေမဲ့သူ့ရဲ့အောင်မြင်ခြင်းကလက်စုပ်လက်ကင်ပြလို့မရဘူးလက်စုပ်လက်ကင်ပြလို့ရတဲ့အောင်မြင်ခြင်းရှိသလိုလက်စုပ်လက်ကင်ပြလို့မရတဲ့အောင်မြင်ခြင်းရှိတယ်ဘယ်ရောက်လို့ချင်လဲလေလာနော်ဟုတ်ပြီအဲ့ဒီတော့အောင်မြင်ခြင်းနှမျိုးကိုကျွန်တော်ဒီနှုတ်ကပတ်တော်အားဖြင့်ခွဲချမ်းစိတ်ဖြာအားလာပြီးခွဲချမ်းစိတ်ဖြာခုနပြောရင်လောကကိုအောင်တော်သူပြောကြပါလေโอเคနော်လောကကိုအောင်တော်သူဖြစ်ချင်လားဖြစ်ချင်တယ်ဟုတ်ပြီကောင်းတယ်နောက်တစ်ခုပြောမယ်လောကမှာအောင်တော်သူโอเคနော်ကဲမမှန်ရောထွေအမှန်ကြီးလောကကိုအောင်တဲ့သူဖြစ်ချင်လားလောကမှာအောင်မြင်တဲ့သူဖြစ်ချင်လားโอเคနော်နှလုံးနဲ့ကိုနဲ့မှာနဲ့တောင်းသွားတယ်လောကကိုအောင်တဲ့သူနဲ့လောကမှာအောင်မြင်တဲ့သူလောကမှာအောင်မြင်တဲ့သူတွေအများကြီးလေသင်လည်းအခုတယောက်အပါဝင်ဖြစ်ကောင်းဖြစ်နိုင်တယ်ကျွန်တော်လည်းအပါဝင်တယောက်ဖြစ်ကောင်းဖြစ်နိုင်တယ်သို့တော်ညာလဲလောကမှာအောင်မြင်တဲ့သူတိုင်းလောကကိုမအောင်ဘူးလောကမှာအောင်မြင်တဲ့သူတိုင်းကလောကကိုမအောင်ဘူးဒါပေမဲ့ယေရှုခရစ်တော်ကကျွန်တော်တို့အတိလင်းဂတိပေးထားတဲ့အရာကလောကကိုအောင်တော်သူဘေးနာလို့ပြောလောကကိုအောင်တော်သူChester လောကမှာအောင်မြင်လားအောင်မြင်တာပေါ့ Linkin Park ဆိုတာတကယ်ဒီpunk rock ပဲခေါ်မလားအဲ့မှာသူတို့နောက်ပိုင်းအဲ့ DJ နဲ့ရောလိုက်တဲ့အခါမှာတကယ်အဲ့ဒီခစ်မှာသူလွန်ခဲ့တဲ့10နှစ်ပေါ့နော်ကျွန်တော်ခစ်ပေါ့နော်ကျွန်တော်ခစ်ကအဲ့ဒီဂီတကိုဥဆောင်တဲ့အဖွဲ့တွေထဲမှာသူတို့ကထိတ်တန်းအဖွဲ့ဝင်တွေဖြစ်တယ်သူတို့ Green Day တို့ပေါ့နော်ဒီခစ်တော့ဘာအဖွဲ့တွေပါလဲမသိတော့ဘူးကျွန်တော်ကလည်းအသက်ကြီးသွားပြီရုပ်ကလာနှုတ်နေတာအဲ့လိုဘက်ကကြွားသေးတယ်နော်ဆိုတော့ तू ကလောကမှာအကြီးကျယ်အောင်မြင်တဲ့သူဖြစ်တယ်သို့တော်ညာလဲသူအခန်းထဲရောက်ရင် तू ဆုံးရှုံးနေရတယ်တခိုးသည်ခိုးခြင်းတက်ခြင်းဖြက်စီးခြင်းသာလားပြန်ဆိုကြအောင်တခိုးသည်ခိုးခြင်းတက်ခြင်းဖြက်စီးခြင်းသာလား तू လောကမှာအောင်မြင်ခဲ့သမျှသူ့ရဲ့လက်ခုပ်သူ့ကိုတီးတဲ့လက်ခုပ်တန်တွေကအခန်းထဲရောက်သွားလို့ရှိရင်ဘာမှမရှိတော့အခန်းထဲမှာ तू ပါလဲစိတ်သက်ပဲချတယ်အခန်းထဲမှာဘာရှိလဲဆိုတော့ဘာမရှိတော့ဘူးမျောလင့်ခြင်းမရှိတော့မျောလင့်ခြင်းမရှိလက်ခုပ်တန်တွေအများကြီးရှိတယ်အားပေးတဲ့စကားတွေအများကြီးရှိတယ်ဒါပေမဲ့အဲ့ဒီအားပေးစကားတွေအများကြီးတွေကနှုတ်ကပတ်တော်မရှိလိုက်ဘူးလူတွေ
Myayi Abizga Tumashide, the Gabalon Abiz and Tumashide, the Gabalon Lakot and Tumashide, Dodo Yale, Payat the Bari Abizagatu, Majala Shabu. Nigo Mamaru. The cancer the Chinese of the no? 8 ma. A mamma tempiakin to know, be like the Zagalua to know the South Yapi. A child or ya, you lay, Bama Machidole, the king. Alonso Shini, Chester. Get the Gabai, the Kulo, do now, Machide, do a fanny and Yaji Shide. Time any no but on Machida come up, Piasi do I have. Piang you know, Shishin Libiori. Ba Mima, Bama machine, but Duma Mima machine, Nashi, me. Piso. Pina Lubio, Piashi and Memboa Pisone. Amen. Bama machine, Nibati, generally, Logan and Mia Yao. Kulala, man big about all. Pennsylvania Lile, man big about attention. Lure attention will lose you. Araga, that much in the cupid. So, General can send Jenna Yadua. Lure Ziga, Chimio Chingo, down Dareduga. Every Lure. Now, do not go, every Lure, Tembiology and Pomo Levy. Pomo Levy. General Paduzia Abbey's called your limit. Jono. General Nigo Mama Emma. Aku Piaba Pian Lelavi. Neolo, Namaji Suroi. Neolo to follow up loaded. Neolo to Sakati Chapiore. They charge a K loaded. Time Korai Malau. Message tomorrow. Lachina, and no good. Chachina. The get again. Through Neo. A chin in the Kuna Jonah Kama, Loma. Bono, Shon Chas, the Lazo, Padule, that's a Tilo. Dodo Yala Kuro, the Yoga Pian Lela. No Gubado, Matila la, no Gubado, good. Oh, Matila Lemho. How dare Lamlo, Nya Roconia Chadwalo, Panya. General Namate Uzapia Babapia Male. Tabeli. Then about Uzapation. Then Uzapi Yaga, then Yabua Usang Walime. Young Bale? Then Uzapi Yaga, then Wago, Usang Walime. Pay Yaga, then Usang Zation. Then logo, then Uzapimla, then logo, then Usang Walime. The Yutai Swordoma, a loga. The Talon Compa pole, the Talon Compa pole. So, Eddie Yaga, no good over here. Soon, Eddie music, a pen Paula would a pen GP Labuda to a popular. Suri. General Wanjama Suri, a Miyaji Shide. General Sua, Coco Pian Pieme. General Sua, Mama. Go suba like go tire, okay? Apione. Go suba like go tire. Go yesu go tibo lure. Eri suri go jolo nine. The kudi don nilani. Yeshu Christ. Hallelujah. Appear alo logama kakere appear alo ye bosa. Bosa the alo ye appear Yeshu Christ. Hallelujah. Eri yaga Janoga Jana Pabi Shop Yonia Muchino Buane Shemido Biolara. But one is Jimmy Driller. Genoma, a carry in the job Shakere. A take way game. Hallelujah. Ludian in the say, Jetting a young carry a chili river. Dodo Yale. Ma, but two lays are gone on Tito champion. Goga, but two lays are gone on Matima chair, Eddie feeling in Jarema Mioni lime. The moment. Go Badule Sura Ganga Matimache Eddie Kanzamu Rejarema Mioni Lime Kanzamu Mashia Piomo, she was Shia. Luswaka Kanzaja at the Shen of Halamani Luswa Kanzaja Shiba Dodo Yale Kanzaja Uzabelo
ခံစားချက်ကိုဦးစားပေးလို့ကိုကခံစားချက်ကိုဦးစားပေးရင်အဲ့ဒီခံစားချက်ကကိုကိုဦးဆောင်သွားမှာပေါ့ဟေးငါဘလောက်ပဲခံစားနေငါဖခင်ဘက်ပဲယက်တည်မယ်ဟာလေလုယာအဲ့ဒါပဲအခြေအနေကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေထာဝရဘုရားကိုပဲအားကိုးမယ်အဲ့ဒီအချိန်ကျမှ God is good all the time ဆိုလေအရင်တော့လေအရှိရက God is good all the time တော့ကွာ God is good လိုက်အော်တာအဲ့ဒီကအချိန်ကျမှကောင်းသဘောပေါက်သွားတာ all the time အခြေအနေမကောင်းတဲ့အချိန်မှာလေဘုရားသခင်ကအရန်ကောင်းမြတ်တယ်ဘုရားရှင်ဖြစ်တယ်ဟာလေလုယာအိုးအခက်အခဲအချက်တဲ့အဲ့ဒီနှလုံးသားကြားတွေကသွေးလေးစိမ့်ထွက်နေတဲ့အချိန်မှာဘုရားရဲ့နှလုံးသားတွေကနေသူ့ရဲ့မြတ်တာလေးစီးဆင်းနေတယ်ဟာလေလုယာအရန်ကောင်းတယ်အရသာဘုရားသခင်နဲ့ကြော်ဖြတ်ခွင့်ရတယ်နော်ဘုရားသခင်နဲ့ကြော်ဆိုအဲ့ဒီအရာကလူတိုင်းကိုဘုရားကပေးချင်တဲ့အရာဖြစ်တယ်ဘုရားကညီသက်ခြင်းကိုပေးချင်တော့သို့တော်လည်းမစိုးရိမ်ကြနဲ့ပြောကြည့်အောင်ပါလေကျွန်တော်ရဲ့ပြဿနာကစိုးရိမ်ခြင်းဖြစ်တယ်ကျွန်တော်လည်းတစ်ခါတလေကျရင်အဲ့ဒါဝင်လာလို့ရှိရင်ဓာတ်နဲ့ပြန်ခုတ်ရတယ်လေနှုတ်ကပတ်တော်ဆိုပါလေဒါစိုးရိမ်ခြင်းကျွန်တော်မှမရှိဘူးလားရှိတာပေါ့ကျွန်တော်မှစိုးရိမ်စရာအများကြီးရှိပါတယ်သို့တော်ညာလဲအဲ့ဒီစိုးရိမ်စရာတွေကိုကြည့်လို့ဟာစိုးရင်စရာတွေကကြည်လေစိုးရင်စရာတွေဖြစ်လာသို့တော်ညာလဲနှုတ်ကပတ်တော်ကိုကြည့်တာမစိုးရင်နဲ့စိုးရင်စရာကြီးမစိုးရင်နဲ့စိုးရင်စရာကြီးမစိုးရင်နဲ့ဘာကိုယုံမလဲရွေးချယ်မှုဖြစ်တယ်ယုံကြည်ခြင်းဆိုတာရွေးချယ်မှုဖြစ်တယ်ယုံကြည်ခြင်းဆိုတာရွေးချယ်ငါဖခင်ရဲ့စကားကိုပဲရွေးချယ်မယ်အချိန်တွေကတော့စိုးရင်စရာရှိတယ်သို့တော်ညာလဲဖခင်ကဘာလို့ပြောလဲမစိုးရင်နဲ့အေးအဲ့တော့ငါမစိုးရိမ်ဘူးတော့အချိန်ချင်းကတော့ဗာလဲစိုးရိမ်စရာဒီမိုက်နဲ့ဒီကညီကိုနဲ့ဘယ်သူပိုကြီးလဲဟုတ်တယ်မလားဒါပြောစရာတော့မလဲနေအယူလာနော်ဒီမိုက်နဲ့ဒီအကိုနဲ့တိုင်းစရာတော့မလို့သို့တော်ညာလဲအဲ့ဒီမိုက်ကကျွန်တော်မျက်လုံးရှိကိုရောက်လာတဲ့အခါမှာကျွန်တော်အဲ့လောက်ကြီးတဲ့အကိုကြီးလဲကျွန်တော်မတွေ့ရတော့ဘူးသဘောပေါက်လားပြဿနာနဲ့ဖျားနဲ့ဘယ်ဟာပိုကြီးလဲခက်ခဲတဲ့အခြေအနေနဲ့ဖျားနဲ့ဘယ်ဟာပိုကြီးလဲသို့တော်ညာလဲအဲ့ဒီပြဿနာကိုပဲ focus လုပ်တယ်ပြဿနာကိုကိုယ့်ရဲ့ focus လုပ်တယ်ကိုကအဲ့ဒါကိုပြဿနာအဲ့ဒါပြဿနာဟောပြဿနာအဲ့ဒီရောက်ပဲ focus လုပ်တဲ့ခါမှာအဲ့ဒီပြဿနာရဲ့အထက်မှာရှိတဲ့ကြီးမားတဲ့ဘုရားကိုမြင်ခွင့်အားနေသွားတာပေါ့အောင်မြင်ခြင်းဆိုတာလေမရှိတာမဟုတ်ဘူးရှိပြီးသားဖြစ်တယ်ဟာလေလုယာတရက်မှာဖျက်ခင်ကျွန်တော်အဲ့ဒါကိုကောင်းကောင်းလေးဖွင့်ပြတယ်အောင်မြင်ယုံကြည်သူဆိုတာဒီချမ်းတော့နော်ယုံကြည်သူဆိုတာအောင်မြင်ဖို့အတွက်အသက်ရှင်နေတဲ့သူမဟုတ်ဘူးတဲ့ဘာကြီးလဲပေါ့နော်ယုံကြည်သူဆိုတာအောင်မြင်ဖို့အတွက်အသက်ရှင်နေတဲ့သူတွေမဟုတ်ဘူးအောင်မြင်ပြီးသားသူဖြစ်တယ်အာမင်သင်ပေးနာလို့ပြောသင်ဒီအောင်မြင်ပြီးသားသူဖြစ်တယ်အောင်မြင်ပြီးသားသူအောင်မြင်ဖို့အတွက်အသက်ရှင်နေဆိုရင်ဘုရားသခင်ထားခြင်းနဲ့ရည်ရွယ်ချက်ကိုမရောက်သေးဘူးဘုရားရှင်ထားတဲ့ရည်ရွယ်ချက်ဥပမာဆိုဆရာကတထေးသူ့မှာဒီမြန်မာတနိုင်ငံလုံးပိုင်တယ်ဒါပေမဲ့သူ့သားစိတ်ကားနင်းပြီးတော့လေငါဖေကငါလုတ်ကြွေးရမယ်ငါဖေကငါလုတ်ကြွေးရမယ်ဟေးတားလေးနေမလုတ်နဲ့အဖေကိုလုတ်ကြွေးချင်လို့စိတ်ကားနင်းနေတာပြီးလေအဖေဒီစိတ်ကားနင်းလို့ရတဲ့ငွေတွေနဲ့သားစိတ်ကားကုမ္ပဏီထောင်မှာသိလားလို့လာခဲ့ငါအိမ်မပြန်လာခဲ့စမ်းပါအောင်မြင်ခြင်းကရှိပြီးသားဖြစ်တယ်ဘယ်မှာလဲယေရှုခရစ်တော်ရဲ့အထင်းထဲမှာသူကားထဲမှာပြောသွားတဲ့စကားလေးတခွန်းအမှုပြီးကိုရောမပြီးသေးဘူးတမဒီကိစ္စမပြီးသေးဘူးမပြီးသေးဘူးကိုရောဒါလေးလောက်ရအောင်မယ်ကိုရောမသိပါဘူးကိုရောမသိဘူးအမှုပြီး
mu bb ဘယ်နှလုံးလဲပြောကြည့်ပါmu bb ပြောရင်တော့မှလေလေးလုံးပဲရှိတယ်မပြီးသေးဘူးဟိုမှာမပြီးသေးဘူးအမှုကမပြီးသေးလူတွေကအမှုကအမှုမပြီးသေးဘူးရှည်တာကြိုက်တယ်ရှည်ချောလေပြမလားကျွန်တော်ဒူမာတယောက်လူကငြိမ်ငြိမ်နေလို့မရတဲ့ပြဿနာရှိတယ်လူမှာဘာပြဿနာရှိလဲငြိမ်ငြိမ်နေလို့ရှိတယ်အမှုပြီးပြီးလေးလုံးပဲရှိတယ်မရဘူးရှည်ချောအမှုမပြီးသေးဘူးလူမှာပြဿနာငြိမ်ငြိမ်နေလို့မရတဲ့ပြဿနာရှိတယ်ကျွန်တော်ဒူမာလေးအခုတော့အပြိုဖြစ်သွားပြီပေါ့နော်တော့ငယ်ငယ်တုန်းက9မိနစ်ငြိမ်ငြိမ်နေစက်ဘိန်းပေးမယ်9မိနစ်ပဲငြိမ်ငြိမ်နေနော်စက်ဘိန်းရမယ်အခုကြီးတဲ့ဒီစက်ဘိန်းမရသေးဘူးအခုရည်စားရနေပြီစက်ဘိန်းမရသေးဘူးငြိမ်ငြိမ်နေလို့မရဘူးပြဿနာနော်လူရဲ့ပြဿနာတော့ငြိမ်ငြိမ်နေလို့မရဘူးတော့အမှုပြီးပြီအဲ့ဒါကိုယုံမှုနည်းနည်းလေးခတ်တယ်သူကကျွန်တော်တို့ကလေယုံမှုနည်းနည်းလေးခတ်တယ်မပြီးသေးဘူးကိုတော့ကိုယ့်အကိုလှုပ်တဲ့ပိုင်းလေးလည်းရှိတာပေါ့အဲလာတာဖခင်ကဟိုယုံလဲယုံခုံလဲခုံဟေးဖခင်ကအားလုံးတက်နိုင်တဲ့ဖခင်လေကျွန်တော်သူ့အထက်မှာဟိုကျွန်တော်တငယ်ချင်းကားမောင်းလာတယ်ကျွန်တော်လမ်းလျှောက်နေအေးကော့တော့တယ်ကျွန်တော်လမ်းလျှောက်လာကြတကယ်ကြီးတက်ကောက်တက်ဘယ်သွားမလဲဟိုမှာကြီးတိချက်ရှူသွားမယ်โอเคလာတက်ဟောမတက်ပါဘူးကွာငါလမ်းလျှောက်မယ်ဘယ်ချိန်ရောက်မလဲရောက်တဲ့အချိန်တဲ့အများကြီးနောက်ကျပြီရောက်မှာပေါ့သို့တော်ညာအဲ့ဒီကားပေါ်တက်လိုက်တဲ့ခါမှာအိုးအေးဆေးပဲအဲကောင်းလေးနဲ့ရောက်တဲ့အချိန်ပူစောပြီးတော့ရောက်တယ်မိုးရွာလဲမိုးမစိုးဘူးနေပူလဲနေမထိုးတော့ဘူးဘယ်ထဲရောက်သွားလဲကားထဲကိုရောက်သွားတာကားတော်အဲ့လောက်လုံခြုံမှုပေးနိုင်ရင်ယေရှုခရစ်တော်တာ၍လုံခြုံမှုပေးနိုင်တယ်ဟာလေလုယာအဲ့ဒါကိုယုံမှုတာနည်းနည်းလေးခတ်တယ်နော်လူရဲ့ပြဿနာလေဘလို့ရောမလားခတ်တယ်ခတ်တယ်မလုပ်ဘဲနဲ့ရမလားမလုပ်ဘဲနဲ့ရမလားခရိယန်လေအရန်အလွယ်ကြိုက်တော့လေအဲ့လိုတခါတည်းကျရင်ဘာမလို့တော့ဒူးလေးနှံ့ပြီးတော့အိမ်မှာလို့နေချင်တာ no အခက်ဆုံးကယုံကြည်မှုဖြစ်တယ်ယုံကြည်ဖို့အတွက်သို့တော့အဲ့ဒါကြောင့်တောင်းတာလေယုံကြည်ခြင်းကိုမစားပါယုံကြည်ခြင်းကိုမစားဆိုတော့ယုံကြည်ခြင်းမရှိရင်ဘုရားသခင်စိတ်တော်နဲ့မတွေ့ဘူးဆိုတော့အမှုပြီးဆိုတဲ့လေးလုံးကိုယုံဖို့ခတ်ပြီးတော့မပြီးသေးတဲ့အရာတွေနဲ့ရှုံးတယ်ဆိုတော့ဒီနေ့ကဆောက်ကြောင့်အောင်မြင်သူဆိုတာဘုရားပေါ်လုံးလျားယုံကြည်သူမှအောင်မြင်တော်သူဖြစ်ဟာလေလုယာတော့ယေရှုသည်ဘုရားသခင်သားတော်ဖြစ်သည်ကိုယုံကြည်သောသူမှတပါအဘယ်သူသည်လောကကိုအောင်တတ်တယ်ယေရှုကဘုရားသခင်ရဲ့သားဖြစ်တယ်လို့ယုံခိုင်းတာဘာကိုယုံခိုင်းတာလဲဘုရားသခင်ကကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတဲ့ sovereign God အရာအလုံးသူ့လက်ထဲမှာရှိတယ်အရာအလုံးကိုသူပိုင်တယ်အဲ့ဒီပိုင်တဲ့ဘုရားရှင်ရဲ့သားတော်ယေရှုခရစ်တော်ဖြစ်တယ်အရာအလုံးကိုပိုင်တော်သူဖြစ်တယ်ဆိုတော့ကိုယုံကြည်လို့ရှိရင်အဲ့ဒီလူကဘာလဲလောကကိုအောင်တော်သူမဟုတ်ရင်မအောင်ဘူးပြောလေငယ်တုန်းကအဖေနဲ့တွားရင်လေဘယ်စူပါမားကတ်တော့မရှိတော့အဲ့တော့စိန်ကြီးဟာအကြီးဆုံးပဲလေစိန်ကြီးဟာကျွန်တော်အဲ့တရုတ်တန်းစိန်ကြီးဟာသွားလို့ရှိရင်ကျွန်တော်အဲ့တော့ဘိုက်ပူဖင်ကောက်ကျွန်တော်အဲ့တိုင်းလေးရက်ပေါ့အဲ့အယုတ်တန်းမှာသွားရက်နေကျွန်တော်ကောင်းသိတယ်ဒီထဲမှာရှိတဲ့အယုတ်တွေအားလုံးကျွန်တော်အဖေဝယ်ပေးနိုင်တယ်ဟာလေလုယာယုံနေတာငါအဖေဝယ်ပေးနိုင်တယ်ငါအဖေဝယ်ပေးနိုင်တယ်အဲ့တော့ယုံကြည်သူကအဲ့ကြောင့်သင်တို့ဒီပြောင်းလဲ၍သူငယ်ကဲ့သို့ဟေးဖယားသခင်တက်နိုင်တယ်ဆိုတော့ကိုအကျွေးမဲ့ယုံကြည်ခြင်းဖြစ်တယ်အခြေအနေကတော့ကောင်းချင်မှာကောင်းမှာပေါ့အခြေအနေကြည့်ရင်မကောင်းတဲ့အရာအများကြီးရှိတယ်ကိုမျက်စိမိတ်ပြီးစဉ်းစားကြည့်ဟိုအခြေအနေမကောင်းဒီအခြေအနေမကောင်းကိုကလည်းစကားတိတ်မမှန်တော့မမလည်းစကားတိတ်မပြောတော့ဆိုအခြေအနေကောင်းရင်လားမသိတော့เนาะသူလက်ဆောင်နဲ့အရင်ကပေးတယ်အခုမပေးတော့ဘူးနော်အခြေအနေကတဖြည်းနဲ့မကောင်းတော့တဲ့အရာတွေဖြစ်ကောင်းဖြစ်လာနိုင်သို့တော်ညာလဲအဲ့ဒီအခြေအနေတို့ဘုရားသခင်ကပြောင်းပြန်လန်ပေးလို့လေရတယ်ဒါမှမဟုတ်အဲ့ဒီအရာကိုဟာမဟုတ်လို့ထုတ်ဖယ်ပေးလိုက်လို့ရှိရင်လေဘာဖြစ်လဲနည်းနည်းလက်သွားတယ်ကိုဟာမဟုတ်ပဲကြိုင်ထားရင်အရန်နာကျင်ရတယ်နော်
ကိုဟာမဟုတ်ပဲနဲ့လေဒါပဲလို့ဆိုဟောမီဆော့ချင်တာမီဆော့ချင်တာမီမဆော့နဲ့နဲအတန်လေးမှာလားမီပဲချော့မယ်မီပဲဆော့အေးလာတော့ရိုက်လက်ကိုခွာတခါလေးကြာရင်ကိုဟာမဟုတ်ပဲနဲ့အတင်းခိုင်လာလို့ရှင်အခွာခံနည်းနည်းလေးတော့နာလာပေါ့ဘေးနာပြောနည်းနည်းနာမယ်နော်ဖះပေးတာကိုယူမလားကိုလိုချင်တာကိုယူမလားကိုလိုချင်တာကိုကင်ထားလို့ရှင်တခါလေးကြာရင်နာချင်းရတယ်တချို့ရိတ်သိမ်းရတဲ့အခါတွေတစ်သက်လုံးနော်ရိတ်သိမ်းရတဲ့အရာတွေရှိတယ်ဆိုတော့ကျွန်တော်တို့ကဖះရဲ့စကားကိုယုံကြည်ခြင်းနဲ့ယက်တည်ဖို့လိုတယ်အထူးသဖြင့်လူငယ်တွေအာမင်ဖះစကားပေါ်ယက်တည်ဖို့လိုတယ်ယက်တည်ကြမလားဘယ်လိုယက်တည်ရမလဲဘယ်လိုယက်တည်မလဲမသိဘူးဖះစကားယက်တည်ကိုယ့်ရဲ့စန္ဒရဲ့စန့်ကျင်ဘက်ကဖះရဲ့အလိုတော်ပဲဆရာတရားပြောတယ်ကိုယ့်ရဲ့စန့်ကျင်ဘက်ဘာကြီးလဲမပြောနော်ကိုယ့်ရဲ့စန္ဒရဲ့စန့်ကျင်ဘက်တော့ကိုတော်လိုရှိရာကျွန်တော်ဘဝအားပြုပြင်ပါကျွန်တော်ရဲ့အလိုစန္ဒညီမြုပ်နေတဲ့အတိုင်းပါအတိတ်ပဲပါလေနေ့တိုင်းငါ့ကိုတတ်ပါကိုတော်ပဲရှင်းပါဆိုတော့ကျွန်တော်တို့ကလူဖြစ်နေရခြင်းရဲ့အထူးသဖြင့်ယုံကြည်သူပေါ့နော်ယုံကြည်သူဖြစ်နေရခြင်းရဲ့အဓိကပန်းတိုင်ရှိတယ်အဲ့ဒီຢာကအဲ့ဒီတခြင်းထဲမှာပါတဲ့နှုတ်ဘတ်တော်ဖြစ်တယ်ခတ်သိမ်းသောຢာသည်ကိုတော့အထဲက၎င်းကိုတော့အားဖြင့်၎င်းကိုတော့အဖို့လုံငါပြောကြအောင်ပါလေခတ်သိမ်းသောຢာသည်ကိုတော့အထဲက၎င်းကိုတော့အားဖြင့်၎င်းကိုတော့အဖို့လုံငါလားကျွန်တော်အသက်ရှင်နေခြင်းသည်ဘသူအားဖြင့်ကိုတော့အားဖြင့်ကိုတော့အထဲကဘသူအတွက်ကျွန်တော်ကျမတို့အသက်ရှင်နေခြင်းဒီဘသူအတွက်ကိုတော့အတွက်အဲ့ဒါကိုသဘောပေါက်သွားရင်အေးဆေးဆရာကြီးယူလာတဲ့ဘာနိုင်ငံသားအမေရိကန်နိုင်ငံသားဘာဘွဲရဒေါက်တာကျွန်တော်ကရင်နေအရန်ပြီဒေါက်တာနော်ချင်းနေပြီတာလားတနာဒေါက်တာခါကြရင်ဒေါက်တာတော့ပါလိုက်ပြီနော်ဒေါက်တာဒါဘာလာလို့လဲချုံဘွက်ထဲမှာလာနေတယ်ချုံဘွက်ထဲမှာလာသူ့နိုင်ငံမှာသူအေးဆေးနေလို့ရတယ်ဒါဘာလို့လာနေတာလဲသူရွေးချယ်တဲ့လမ်းလားဖျားပို့တဲ့လမ်းလားသူကောင်းကောင်းသဘောပေါက်တယ်ငါကဖျားရဲ့ထဲတဲ့ကဖြစ်တယ်ဖျားအားဖြင့်ဖြစ်တယ်ဖျားအဖို့လို့မှဖြစ်တယ်အောင်မြင်သောသူဆိုတာကိုဘယ်ကလာလဲဘာကြောင့်အသက်ရှင်နေလဲဘာအတွက်အသက်ရှင်နေဆိုသဘောပေါက်တဲ့သူဖြစ်တယ်ဟာလေလုယာဘယ်ကလာလဲအမိဝမ်းနေရတာမလို့နော်ဘာကြောင့်သက်ရှင်လဲဘုရားအားနဲ့သက်ရှင်တာမနေ့ကကျွန်တော်တငယ်ချင်းတယောက်ဆေးရုံပေါ်မှာသူကကျွန်တော်နည်းနည်းငယ်တာပေါ့ဒါပေမဲ့တောက်အားနည်းနည်းပြင်းသွားတာတောက်အားနည်းနည်းပြင်းသွားတော့အခုရေဖြင်းဖြစ်သွားတယ်နော်ရေဖြင်းဖြစ်သွားတယ်မျက်နှာတွေကကျပြီးတော့အကုန်လုံးတကယ်မနှက်ဖန်တပတ်ခါပြန်တော့မဲ့အထာလေးရှိတာပေါ့နော်တော့သူ့ကိုသွားကြည့်တယ်သွားကြည့်တော့ကြည့်လိုက်ရင်သိတာလေဟာဒီကောင်မနှက်ဖန်သိမလားမသိဘူးဒါကိုကဟိုဆရာဝန်ထက်တော်တယ်လေဆရာဝန်ကဘာမှပြောကွာရှိုးလိုက်တယ်အသိအခြေအနေမကောင်းဆိုတော့အဲ့လိုကြည့်လိုက်တယ်ဒါပေမဲ့ချက်ချင်းဘုရားသခင်ကဘာပြောလို့ဆိုမနေ့ကကြည့်ထားတဲ့ဗီဒီယိုကလစ်လေးတစ်ခုကျွန်တော်ဘောလုံးသမားဆိုတော့ဘောလုံးအကြောင်းစိတ်ဝင်စားဟိုတနေ့ကကျွန်တော်ကြည့်တာဘာလဲဆိုတော့အင်ဒိုနီးရှားလက်ရွေးစင်ဂိုးသမားတယောက်သူ့ရဲ့ club အသင်းရဲ့ပွဲမှာသူ့ရဲ့အသင်းဖော်နဲ့တစ်ချက်လေးတိုက်မိလိုက်တာအရှိန်လေးနည်းနည်းပြင်းသွားတယ်ထင်ပါတယ်ကျွန်တော်ကြည့်တော့ခေါင်းထိတဲ့ပုံတော့မပေါ်ဘူးဒါပေမဲ့တနားရီအတွင်းမှာတည်သွားတယ်တန်တန်မာမာကြီးနော်အားကစားသမားဖိနေလို့အရန်ကောင်းအင်ဒိုနီးရှားနိုင်ငံလက်ရွေးစင်ဘသူတည်မယ်လို့ထင်လဲအော်ဘုရားသခင်ကျွန်တော်ဘာပြောနားလဲစေချင်ကျမ်းမာခြင်းမကျမ်းမာခြင်းထဲမှာအသက်မရှိဘူးတဲ့ဖခင်ရဲ့လက်ထဲမှာပဲအသက်ရှိတယ်ဟာလေလုယာအဲ့ဒါပဲကျွန်တော်တို့သေဥစရာလေစင်ကာပူမှာတချို့ရောက်ရင်သိမယ် Jackson Baptist Church လေကျွန်တော်ဆရာတို့သိရနော်ဆရာဘုတ်တပတ်ကို3ခါကြောက်ကဆေးရတယ်ဒါပေမဲ့အပြင်မှာတော့လမ်းနေတာသူရေလေဒိုးနေတာဟ
hoa xa lại đi xa lại hồ toa đi toa lại mình nhà mình nhiều toa nào đi chạy biển nhau là gì lumia yoga đây luôn đi ra tu yoga đây luôn mà mình đi ra tu biết chuyện tu cao tí đấy ngã yoga đây mà bu ngã yoga đây mà bu ngã cho cái xe à mấy ngã xe tao mấy ngã xe cái biển tôi tao nhà lại ngã Giêsu Christ ở bên trái mà đó tu biết đấy ngay amu rồi nhau bà mà phải ai amu rồi nhau thì mà ngã bao nhiêu chuyện cũng phải ya cái mà nào sẽ bị lú yoga mà siêu là siêu đấy dùng gì tu sửa ao miên nó tu sửa khắc khe mà siêu tu biểu ra mà bu ấy đi khắc khe thà mà siêu tu biết đấy dùng gì tu ao miên nó tu sửa cái yoga mà siêu tu biểu ra mà bu ấy đi yoga thà mà siêu tu biểu ra biết đấy hallelujah tu rồi cái yoga của thằng này tu mà yoga của xin này tu khắc khe của thằng này tu mà khắc khe của xin này tu Singapore mà scooter lúc khó làm gì nó scooter đó ai lùm nhá gì lên lái xe Singapore mà lùm nhá lái xe lùm chậu đó cho nó saiយកcả cho nó mà xe đồ này chỉ hao con này gì là đồ đi con đồ số Singapore lái xe đi đó đồ là ấy đi mà scooter lùm nhá lái xe này chỉ mà đồ hôm mà nhẹ nè đồ ná bị thà ná bị thà rồi nó chết đi này vậy đó lù chính sát tuổi nào thì phone này sát tuổi nào đồ bù chạy ra đó tu này phone này phải sát tuổi mấy tu bây giờ scooter lên đó pi lúc ấy scooter xí lúc miệng thì chẳng tu bây giờ thang này cô xí ra đấy chỉ xí lú cô bây giờ thang này chỉ tu cô bây giờ xí ra nó cô bây giờ xí ấy rồi chúng ta xem ra này thì cái lúc miệng cá đi sai cái đi nhá lúc bây giờ thang chỉ dùng bự lúc mà đó nó đó cá thang mua được tu xí là nên mà nó rồi lý đấy nó cá thang cái này quá thang bắt đầu em lên cá em mấy thứ đấy nó này quá thang đó mà nên bỏ ba li bỏ sai cái li nó sang ngắm này thang li bắt đầu thang chứ này bây giờ cái ngài lấy cho nó rồi ấy đi khắc khe đi mà thang gì chứ mà lo cả mà li cho nó rồi khắc khe đi thang gì chứ này bây giờ xem hộp ấy đi khắc khe đi thắc cái này lấy hồng xí này gì chứ na Amen. Bên nào lúc đó, khắc khe đi thằng mà lấy hồng xí ra mà. Tại mấy Christian này xì đấy. Cô đó, cho nó phải mà. Hầu bù xem mù đi, tên đàm hầu bù ngay. Cô đó cho nó phải. Chén nấu cô xì lô tò mù ba. Mà lâu này ngã lâu bê mẹ, lâu bê bì đà. Mà hầu bù, I will give you rest. ဖခင်ကကျွန်တော်တို့ကိုဗျာများစေခြင်းနဲ့ဖခင်ရှင်မဟုတ်ဘူးပြန်ပြောမယ်နော်ဖခင်ကလူတွေကိုဗျာများစေခြင်းနဲ့ဖခင်ရှင်မဟုတ်ဘူးစိုးစံစေခြင်းနဲ့ဖခင်ရှင်ဖြစ်တယ်ဗျာများစေခြင်းနဲ့ဖခင်ရှင်မဟုတ်ဘူးစိုးစံစေခြင်းနဲ့ဖခင်ရှင်ဖြစ်တယ်ဖန်ဆင်းခြင်းရဲ့အရှိရက်တွေမှာလူကိုဖန်ဆင်းပြီးတော့ဟေးကဲပထမဆုံးနေ့မှာလူကိုကြည့်ပြီးတော့လူကိုဖန်ဆင်းပြီးတော့နောက်မှအရာတွေအားလုံးဟဲ့ငါနဲ့တူကူလုံးကြပါဦးဟေးနင်တို့ကလည်းနင်တို့တွေဒီတိုင်းပဲကြည့်နေသလားအေးအတုံးကိုမကြောက်ဘူးအေးကွာလှုပ်လေအမno အားလုံးဖန်ဆင်းပြီးမှဖန်ဆင်းခြင်းတဲ့လူကိုထည့်လိုက်တာစိုးစံစေချင်တာဒါပေမဲ့ယနေ့ခေတ်ကျွန်တော်တို့ကလောကရဲ့အစိုးစံခြင်းကိုပြန်ခံလိုက်ရတယ်လောကပြန်စိုးစံသွားတယ်လीနော်ကျွန်တော်တို့ကနှုတ်ကပတ်တော်နဲ့နည်းနည်းလေးပြောင်းပြန်လေးဖြစ်သွားတာပေါ့အများကြီးတော့မဟုတ်ပါဘူးနည်းနည်းလေးပါအဲ့နည်းနည်းလေးကလည်းတော်တော်ထိရောက်တယ်နော်ဆိုတော့ကားကို9မိနစ်ထန်9မိနစ်စီးသလိုဖြစ်သွားတာပေါ့နော်ဆိုတော့ဖခင်သခင်ကကျွန်တော်တို့ကားပဲစီးစေချင်တာအခက်အခဲကိုစီးစေချင်တာအေးအမှပြဿနာတက်တာလေရင်စီးလေရင်ထမ်းဆိုသိပြီဒီတီးတိမ်တစ်ဖွဲ့လုံးဟေးငါတို့တီးတိမ်ပြန်ကြမယ်ငါတီးတိမ်မှာ gospel ပွဲပြန်လုပ်မယ်ဘာနဲ့ပြန်မလဲလေရင်နဲ့အတော့လေရင်နဲ့လေရင်စီးသွားမယ်အပြန်ကိုလေရင်ထမ်းပြီးပြန်လာမယ်ဘယ်သူလိုက်မလဲနော်ဖခင်သခင်ကလေအဲ့လိုလူတွေကိုရက်ဆက်တဲ့ဖခင်မဟုတ်ဘူးစိုးစံစေခြင်းနဲ့ဖခင်ရှင်ဖြစ်တယ်သို့တော်ညာလေကျွန်တော်ပြောမယ်နော်လူတွေဘာကြောင့်အဲ့ဒီစိုးစံတဲ့နေရာထိမရောက်လာလဲဖခင်စကားကိုမကြားတဲ့အခါမှာတကယ်ကြတော့ကျွန်တော်ဆရာဘုတ်ကကျွန်တော်တချို့လည်းသိမယ်တချို့မသိဘူးသူစကားပြောတော့အယမ်းမြန်တယ်ကျွန်းကောင်တို့အဲ့ဒါဘာပြောသိလားကျွန်းကောင်တို့သ
သေးချာလိုက်ပါချောင်းညောင်းတို့ကျွန်တော်လည်းနှစ်ကြာမှသူ့စကားကြော်နားလေသွားချောင်းညောင်းတို့ချစ်တော်ညီအကိုမောင်နှမတို့တဲ့ချောင်းညောင်းတို့ဟာပထမသဘောမပေါက်ဘာကိုပြောချင်တာလဲဒါနှစ်ကြာသဘောပါဆိုစကားပြောတာကိုသဘောမပေါက်လို့ရှိရင်ရတဲ့နာမရောက်တရက်ကြတော့အဲ့ဒီဆရာဘိုးကကျွန်တော်ဆရာရဲတော်ကိုဆရာရဲတော်ရူဆိုသူပြောချလိုက်အောင်အခုပြောလိုက်ဆရာရဲတော်ပြေးသွားတာအဲ့ဒီ तू လက်ညှိုးထိုးပြီးပြောလိုက်တဲ့နေရာကိုပြေးသွားတာအဲ့ဒီနေရာမှာကျွန်တော်ကရှိနေအဲ့ဒီနေရာမှာကျွန်တော်ရှိနေတဲ့အချိန်မှာဆရာရဲတော်ဘာလဲငါ့ကိုဆရာဘိုးခိုင်းလိုက်တယ်ဗျာကြီးဘာခိုင်းလိုက်တာလဲမသိဘူးသူ့စကားကအယမ်းမြန်တော့ငါမသိလိုက်ဘူးတဲ့ဒါပေမဲ့ तू ကလက်ညှိုးထိုးပြီးတော့ပြောလိုက်တော့ဒီအခါမဲ့ဆိုရင်ငါဝင်လာတာတဲ့ဘာပြောလိုက်လဲဆိုတော့မသိဘူးအဲ့လိုတော့ပြန်မေးလို့တော့ပြန်မေးမှပြန်လာဘာကြီးလားမိုက်ယူလာလို့ပြောတာတဲ့ဖျားစကားမပြောဘူးလားပြောတယ်ဒါပေမဲ့လူတွေတေးသေးချာချာနားမထောင်တဲ့အခါမှာရတဲ့နာလှုပ်တဲ့နာကိုမလှုပ်ဖြစ်ဘူးဒါလူတိုင်းတော့လူတိုင်းဆိုကျွန်တော်တို့ကိုလူတိုင်းကိုဖျားကစကားပြောကိုပြောတယ်ဒါပေမဲ့သူနဲ့ရှိတဲ့သူသူ့ရဲ့အတန်ကိုတေးသေးချာချာကြားတတ်တဲ့သူကရကိုရတယ်ဆရာစံတို့ဘာလူမျိုးလဲသိလားဟိန္ဒူကလားဘာဘာသာလဲဗုဒ္ဓဘာသာဒါပေမဲ့သူဘုရားတန်ကိုကြားတတ်သွားတဲ့အခါမှာဘုရားတန်ကိုကြားတတ်သွားတဲ့အခါမှာခရိယန်နေတဲ့တောင်ဘုရားပို့သုံးသေးတယ်ဘာသာနဲ့မဆိုင်အဲ့ဒီအသက်ရှင်တဲ့ဘုရားနဲ့အဆက်အသွယ်ရသွားခြင်းပဲဆိုင်တယ်ဟာလေလုယာကျွန်တော်ပြောမနော်အခုခေတ်မှာဧဝံဂေလိမှာသုံးတဲ့သူကျွန်တော်ရဲ့ ministry မှာပါတဲ့သူတဝက်လောက်ကအကုန်တဝက်နီးပါးအကုန်လုံးကဗုဒ္ဓဘာသာတွေကြီးပဲဒါပေမဲ့အဲ့ဒီဗုဒ္ဓဘာသာတွေကဖျားကိုကိုယ်တိုင်ကိုယ်ချရသွားတဲ့အခါမှာကျွန်တော်တို့မိယိုပလာခရိယန်တွေတက်ပို့ပြီးတော့ဇာငတ်တယ်ပို့ပြီးတော့ဧဝံဂေလိကိုစိတ်အားထက်သန်လာတယ်ဘာကြောင့်လဲဆိုတော့ငါတို့ကဖျားနဲ့ဝေးတဲ့နေရာကနေလာခဲ့တာအဲ့ဒီအတွက်ဆရာဂျွိုင်းဆိုတယောက်ရှိတယ်အသားညွညွနဲ့ဗမာစစ်အညာသားအခုသူ့အိမ်တမိသားစုလုံးယုံကြည်သူဖြစ်သွားပြီအခုတည်းကျွန်တော်အဖေယုံကြည်သူမဖြစ်သေးဘူးဆိုတာဟိုခရိယန်တော့ဖြစ်တယ်လေဘုရားပေါ်မရက်တတ်သေးဘူးကိုဂျွိုင်းမနစ်တနေ့မှာယေရှုကိုလက်ခံယုံကြည်တဲ့လူတမိသားစုလုံးခရစ်တော်ကိုရသွားပြီသူတို့ရဲ့ဆာငတ်မှုဆိုဘုရားလက်ရှိကျွန်တော်တို့ဒီဝိညာဉ်ရေးရနော်ခရိယန်ဘာသာလို့ကျွန်တော်မပြောဘူးဝိညာဉ်ရေးရဘုရားသခင်နဲ့မိတ္တဟာယဖွဲ့ခြင်းမှာအကြီးမားစွာအသုံးပြုနေတဲ့သူတော်တော်များများသည်တခြားသောဘာသာဝင်တွေကိုအသုံးပြုရရှိတယ်အဲ့ဒီတော့ကျွန်တော်ဝမ်းမြောက်တယ်ဆိုတော့ပညာရှိတို့အရှက်ရခြင်းကသူကအားနေသောသူကိုအသုံးပြုတယ်လို့နှုတ်ဘတ်တော်ကလာတယ်ဆိုတော့သူတို့တွေဒီဘုရားကိုငငယ်တွေကမသိခဲ့ပါဘူးဖျားစကားဆိုတာငငယ်တွေကမကြားခဲ့ပါဘူးသူတို့ Sunday School ဆိုတာမသိခဲ့မတက်ခဲ့ရပါဘူးသို့တော်ညာလဲဖျားသခင်နဲ့အဆက်အသွယ်ရသွားတဲ့ခါမှာကြီးမားတဲ့သူတို့ထဲကနေတကိုးတွေထွက်တယ်သူတို့အပြင်လူပေါင်းများစွာပြောင်းလဲခွင့်ကိုရတယ်လောကမှာအောင်မြင်တဲ့သူတွေဖြစ်လာတယ်ဟာလေလုယာဆိုတော့လောကကိုအောင်မြင်တဲ့သူပါထပ်ဖြစ်လာတယ်လောကမှာအောင်မြင်တာတွေမကဘူးလောကကိုပါအောင်လာတယ်ဆရာဦးစံတိုးတို့ဆိုရင်ဒါကဘာကြီးကနေဘုရားသခင်သုံးနေတာလေကျွန်တော်ကရင်လူမျိုးတွေပြီးခဲ့တဲ့ဩဂတ်လကနေဘရာစကာမှာအမေရိကမှာ conference လုပ်တယ်လူ900 800တကယ်ကရင် revival ကျွန်တော်ကရင်ဆိုတာတော်တော်လေးဝิญဉ်ရမှာနောက်ကျကြံခဲ့တဲ့အမျိုးလို့ပြောရင်ပြောလို့ရတယ်ဒါပေမဲ့အဲ့မှာကရင်ဒီအမေရိကတနိုင်ငံလုံးကကရင်900 800လောက်လာစုပြီးတော့အဲ့မှာ conference လုပ်တဲ့ခါမှာဆရာစန်တိုးကိုခေါ်ပြီးတော့နှုတ်ကပတ်တော်ဝင်ငါခိုင်းတယ်ကရင်ဘာသာပြန်တယ်ဆိုလူမျိုးကြားတွေမှာသူ့ကိုဘုရားသခင်ကချီးမြှောက်တယ်တခြားလူတွေမပါဘူးမြန်မာနိုင်ငံကဆရာစန်တိုးတယောက်ပဲပြီးတော့ကျန်တာအကုန်လုံးအဖြူတွေကြီးပဲဆိုအဲ့ဒီကြားထဲမှာဘုရားသခင်ကချီးမြှောက်တယ်သူ့ရဲ့ background ပါမြေသူဘာဘာသာကိုးကွယ်ခဲ့လဲဘုရားဘာသာဟိန္ဒူ
ဒါပေမဲ့သူနဲ့ဖခင်နဲ့အဆက်အသွယ်ရမှုကတခြားခရိယန်တွေထက်သာသွားတာအဲ့တော့ဘာသာနဲ့မဆိုင်ဘူးဘာသာနဲ့မဆိုင်ဘူးဖခင်သခင်နဲ့အဆက်အသွယ်ရသွားတဲ့အခါမှာလောကမှာလည်းအောင်မြင်တဲ့သူဖြစ်သွားလို့လောကကိုလည်းအောင်တဲ့သူဖြစ်လာတာဖခင်သခင်ကကျွန်တော်အောင်မြင်စေခြင်းနဲ့ဖခင်ရှင်ဖြစ်တယ်ဘေးနာလို့ပြောအောင်တင့်ကိုဖခင်သခင်အောင်မြင်ခွင့်ကိုပေးထားပြီးသားဖြစ်တယ်အာမင်ဆိုအဲ့ဒါလေဟိုအပြောနဲ့မဟုတ်တော့တကယ်ရစေချင်တာဆိုဟိုအဲ့လိုပြောလို့အောင်မြင်ခြင်းတော့ prosperity gospel ကိုကျွန်တော်ပြောချင်တာမဟုတ် prosperity ဆိုတာလူတွေကအခုအရန်တစ်မျိုးထင်တာပေါ့နော်ခရစ်ယုံကြည်သူမှန်ရင်ချမ်းသာရမယ်ယုံကြည်သူမှန်ရင်ဘာပေါ့နော်ဆိုဖက်ကပြန်စဉ်းစားတချို့ကမကြိုက်ကြဘူးဒါမှကျွန်တော်ပြန်စဉ်းစားတော့လေMother Teresa အိန္ဒိယမြောက်ခင်ကချမ်းသာလားချမ်းသာတာပေါ့ဆရာယူရတန်မြန်မာနိုင်ငံမြောက်ခင်ကချမ်းသာလားချမ်းသာတာပေါ့ယေရှုခရစ်တော်ကဘာကြီးကိုမစင်လာခင်ကဘုန်းစီစဉ်မရှိဘူးလားရှိတာပေါ့ဖယားသားသမီးတိုင်းဒီအောင်မြင်တော်သူချမ်းသာတော်သူဖြစ်တယ်သိချင်တာနော်ဖယားသားသမီးတိုင်းဒီအောင်မြင်တော်သူချမ်းသာတော်သူဖြစ်တယ်သို့တော်ညာလဲအစင်းရဲခံတာတော့ရှိတယ်အစင်းရဲခံတာတော့ရှိတယ်ဘုန်းစည်းစိမ်အာနုဘော်၌စံပယ်တဲ့ယေရှုခရစ်တော်ဘုရားကယေရှုခရစ်တော်ဘုရားဒီလောကကြီးကိုလာတဲ့အခါမှာဘာမှမရှိဘူးမွေးဖွားဖို့နေရာလဲမရှိဘူးဘာခံတာလဲအစင်းရဲခံတယ်ယုံကြည်သူဖြစ်ပြီးစင်းရဲနေတော့ something wrong ပေါ့အစင်းရဲခံရင်တော့ okay တကယ်စင်းရဲတာလားစင်းရဲခံတာလားကွာတယ်နော်စင်းရဲခံတာနဲ့စင်းရဲတာနဲ့ကွာတယ်ပေါ်လူချမ်းသာလားချမ်းသာတာပေါ့ပါရိရှေကြီးလေကတိကကြီးလေချမ်းသာတာပေါ့ဒါပေမဲ့အစင်းရဲခံလားဟိုမှာရွက်ဖြင်သွားချုပ်နေတယ်ရွက်ဖြင်သွားချုပ်နေဘာလို့တာလဲအစင်းရဲခံတာအောင်မြင်တော်သူဖြစ်တယ်သို့တော်ညာလဲအစင်းရဲခံခြင်းတော့ရှိတာပေါ့လောကမှာလောကကိုအောင်ပြီးသားသူဖြစ်တယ်လောကကိုအောင်ပြီးသားသူဘသူအားဖြင့်အောင်မြင်တာတော့ဘသူအားဖြင့်လဲမှတ်ထားပါလောကကိုအောင်မြင်ခြင်းအခွင့်ကယုံကြည်သူတိုင်းမှာရှိပြီးသားဖြစ်တယ်လူယုံကြည်သူတိုင်းမှာရှိပြီးသားဖြစ်တယ်အဲ့ဒီအရာကိုယုံကြည်ခြင်းနဲ့ပဲယာယူရတာဖြစ်တယ်ဟောကျွန်တော်မှလည်းလက်စုပ်လက်ကင်ပြကြဘာရှိလဲမရှိဘူးဒါပေမဲ့စဉ်းစားကြည့်ပါကျွန်တော်မနဲ့နိုးထားခွင့်မရှိဘူးလားရှိတယ်စားခွင့်ရှိတဲ့အရာလေးတွေစားခွင့်မရှိဘူးလားရှိတယ်လမ်းလျှောက်လို့မရဘူးလားလက်ကလေးမြောက်လို့မရဘူးလားဟေးတေးသေးလေးတွေကအစာဖျားသခင်ကကျွန်တော်တို့တက်ဆွမ်းနိုင်ခွင့်ပေးထားတဲ့အရာအောင်မြင်ခြင်းတွေကျွန်တော်တို့အထက်မှာတိမ့်ပိုက်ရယူစရာဘုရားသခင်ကျွန်တော်တို့ပေးထားတဲ့အရာတွေအများကြီးရှိထားပြီးသားအဲ့ဒီအရာကလောကကိုအောင်တဲ့သူဖြစ်တယ်လောကကိုအောင်တဲ့သူဖြစ်လောကကိုမအောင်ဘူးဆိုတော့ तू ဟိုဟာလဲလိုခြင်းဒီဟာလဲလိုခြင်းဟိုမပြည့်တာလေဟိုဟာလိုဒီဟာလိုဟိုဟာလိုဒီဟာလိုဟိုဟာလိုဒီဟာလိုလောကကိုမအောင် तू ယုံကြည်သူဆိုတာဘာမှမရှိရင်လည်းဘယ်သူနဲ့ပြည့်စုံလဲယေရှုခရစ်တော်နဲ့ပြည့်စုံတဲ့သူအသက်တာဖြစ်တယ်ဆိုတော့ကျွန်တော်တို့အသက်တာထဲမှာဟိုဟာရှိခြင်းဒီဟာရှိခြင်းကကျွန်တော်ရဲ့အောင်မြင်ခြင်းမဟုတ်ဘူးအဲ့ဒါကိုနားလည်စေခြင်းတယ်ဘယ်သူနဲ့တွဲနေခြင်းဘယ်သူနဲ့သွားနေခြင်းအဲ့ဒါကကျွန်တော်ရဲ့အောင်မြင်ခြင်းမဟုတ်ဘူးကျွန်တော်ဘာသုံးနေခြင်းဘာစားနေခြင်းဘယ်နေရာရောက်နေခြင်းဘယ်နိုင်ငံမှာသွားနေခြင်းအဲ့ဒါကကျွန်တော်ရဲ့အောင်မြင်ခြင်းအဲ့ဒီအရာပေါ်ရက်ထားလို့ရှိရင်အဲ့ဒီနေရာတွေမရောက်နိုင်တော့လို့တောထဲရောက်သွားရင်စိတ်ဓာတ်ကျသွားရောဘာပျောက်သွားမလဲဆိုတော့မျောလင့်ခြင်းပျောက်သွားတယ်အဲ့တော့ကျွန်တော်ဝန်ခံတဲ့အရာတစ်ခုရှိတယ်ဘယ်နေရာမှာပဲကျွန်တော်ပြီးခဲ့တဲ့လဆိုလို့ရှိရင်ဒါနည်းနည်းကြွားလိုက်မယ်နော်စင်ကာပူနိုင်ငံရဲ့ Marina Bay Sands Hotel မှာကျွန်တော်သွားတည်ခွင့်ရတယ်ဒီမြန်မာနိုင်ငံကတတိတယောက်ရဲ့ sponsor နဲ့ပေါ့နော် sponsor တော့သူတို့ကကျွန်တော်ခေါ်သွားတော့ကျွန်တော်အဲ့တော့ကျွန်တော်
Where you come from? I don't know. Just go on Myanmar. Go come on, oh, you know Utesa. Oh Malay. Tu the teaser Utesa dia beti de tell me. Ngaru le the teba. Let's look at no piazza. I'm sure. Tu do nyale. The tea tere hot take away. Chile. I look your I matea dure Almin look your Maomi look your Mobabu Suluraga Payata the Midima Payat Tare a queen Tidishi Dodo Yalachino Bago the Babo Eri hot and Ninjima Tenia Jimmy Chinoy Almin Jim Alobe Leguma Chinoria Ministry Shide the Palau Tuaniji the Yomani Kalamash Dolina Akuchino Daiji Genu young lady about there. Menemo, Genu young lady about the ministry man. Lanijiba, no, a champion gone. So, Eddie Lo Toma Nealo Chinogo Mating is a woo. And I don't know what a sema modu. Marina Basin, my Tuanilo, American Nang and Tuanilo, Eddie Yariga, Chino Almin Sema. What Chino Almin Sema, she should over Pira. Chino John was Sema, you should over. Benang and Tori Pa looked at area. Generally, you're watching Simon. Baka see the Pa phone tone. No, do they are in a young query? Phone call back called the call a message in my put the iPhone 7 plus the pa the Yamama show. Aku iPhone 8 plus una to plus chena. Patile Matiu Lunya Alakaina. Alakaima Luya Winetena. No. General Dari kindness, a tongue de locaina. A tongue de locaina. The gate go to a kind of Pavashi. She should over she. Hallelujah. Genoma watch all the Yeshua. Genoma watch all the Yeshua over she. Any Yeshua doga. Geno a mere domale to General do she. Geno a name do yale. General do she. Betoma Quemotor Piaship. Hallelujah. Any General Topo watch all the Yeshua, the Parada Pitelo. Duga, Bedoma Mjolin Jamako. Bedoma Mjolin Jamako. Jizabe Tata, Ke, Yajabeco, Kayuma Sai, Piazanam Shibu, Ningium Sile, now you shook you sight. Hallelujah. Amen. Nature, Netu. You go on tomorrow. Generally, Mjolin Chin, Generally, Almin, yet, and Nechoka, you shook it all. Any issue never the Tate Johnny at the Daga. Almin do tear, Almin do. So, Jidu musician, Jidu, no? So, near you, so Jesus on my bars, the chilling in it, Google in it, Chimio Yao. The Yama, to know Kanzaya a little cool. You know, Piashi who yelled to our chin. Eh, the cool, you know, Kanza. Piashi who yelled to our chima. You know, Pia me. Me papa. Amigo no, amigo. Menga zila. Me papa. You know, the door of Wabia. You know, Piashi who yelled the camera. Pia can you know me going to come. Me ma papa. Menga zila. Me papa. You know, Piashi ma do town here. You know, let na papa no. Let na papa no pita. Tamire. Mata. Nazi you labo to Nale on your opposite. Gong in Angle Wimo to Mema Papa. The chura Sinamo Parisaka, Palupisaka,
ဘလောက်ပါဝင်ခဲ့လဲကျွန်တော်ထပ်မေးတယ်ငါသားဒီကောင်းကင်နိုင်ငံကိုဝင်ဖို့အတွက်မင်းမပါလဲကျွန်တော်လက်ကလေးကိုနောက်ပစ်ထားပြီးကျွန်တော်တစ်ခုခုကိုစုပ်ကင်ထားတယ်တဲ့ကျွန်တော်တစ်ခုခုကိုစုပ်ကင်ထားတယ်ကျွန်တော်လက်ထဲမှာချစ်ပါအောင်ကျွန်တော်တစ်ခုခုကိုစုပ်ကင်ထားတယ်အဲ့မေးတဲ့သူကထပ်မေးတယ်ငါသားမင်းစီမှာဘာပါလဲအဲ့မေးခွန်းပြီးတဲ့ခါမှာကျွန်တော်နောက်မှာကွယ်ထားတဲ့လက်ကလေးကိုကျွန်တော်ထုတ်ကျွန်တော်မှဒါပဲရှိတယ်စုပ်ထားတဲ့လက်ကိုကျွန်တော်ဖြီးပြလိုက်တဲ့ခါမှာအခုထွက်လာတယ်ကျွန်တော်မှကိုရောရဲ့ကျေးဇူးတော်ပဲရှိတယ်ကိုရောကျေးဇူးတော်ကနေပြီးတော့ကျေးဇူးတော်မှတပါအခြားသောအရာကျွန်တော်မှမရှိဘူးကိုရောကျေးဇူးတော်မှတပါအခြားသောမင်္ဂလာကျွန်တော်မှမရှိဘူးကျွန်ခဏလေးမတည့်ရင်ရအောင်ထိုဖျားဝဲနေရပြရအောင်မြင်ခြင်းကိုပေးရပြရထိုကျေးဇူးတော်မှတပါအခြားသောမင်္ဂလာတွေကျွန်တော်တို့မှမရှိဘူးအဲ့ဒီကျေးဇူးတော်ကိုအမိပြုခြင်းအားဖြင့်အောင်မြင်ခြင်းကိုသိမ်းပိုက်ရအောင်အဲ့ဒီကျေးဇူးတော်ကသာလျှင်ကျွန်တော်တို့ကိုအောင်မြင်စေတဲ့ဘုရားရှင်ဖြစ်တယ်အောင်မြင်ပြီးသားကျွန်တော်တို့အခွင့်အရေးကိုပေးတဲ့ဘုရားရှင်ဖြစ်တယ်အချင်းနဲ့ဆုံးတော်ဘုရားကိုရောရှင်သာသာရပါမြေမုန်ထဲမှာကျွန်တော်အားရွှေလုံးချင်းကတကယ်တော့ပါယေရှု
ကျွန်တိုက်ခိုက်နေရတဲ့နယ်ပယ်အသီးသီးရှိကောင်းရှိနိုင်တယ်ကျွန်တော်ရုန်းကန်နေရတဲ့အရာတွေအသီးသီးရှိကောင်းရှိနိုင်တယ်ကျွန်တော်ကိုဆွဲလန်းအောင်လုပ်ထားတဲ့အရာတွေအသီးသီးရှိကောင်းရှိနိုင်တယ်အရက်သေးစားပဲဖြစ်ဖြစ်ငွေစေးဝါပဲဖြစ်ဖြစ်ခိုင်နီးပဲဖြစ်ဖြစ်မကောင်းတဲ့ရုပ်ရှင်တွေကြည့်ခြင်းအားဖြင့်ပဲဖြစ်ဖြစ်အဲ့ဒီအရာတွေအားဖြင့်ချုံနှောင်ခြင်းခံနေရတဲ့အရာတွေဒီနေ့လွတ်မြောက်ဖို့ဖြစ်တယ်ဒီနေ့လွတ်မြောက်ဖို့ဖြစ်တယ်ဆိုတော့ကျွန်တော်ပြောသွားတဲ့အရာတွေမကဘူးတခြားကိုသိတဲ့ငါလွတ်မြောက်ဖို့လိုနေတယ်လို့ယေရှုခရစ်တော်အားဖြင့်ငါအောင်မြင်ခြင်းကိုပြန်သိမ့်ပိုက်မယ်လို့ညှော်လင့်တဲ့သူများကျေးဇူးရှိကိုထွက်ကျေးဇူးရှိကိုထွက်လာမယ်ကျွန်တော်ဒီကိုရှိကိုထွက်လာမယ်တင်းရဲ့ခြေတလန်းကအရင်ရေးကြည့်တယ်တင်းရဲ့ခြေတလန်းအရင်ရေးကြည့်တယ်လာပါရှိကို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 လာပါလာပါလူငယ်တွေဘုရားတော်ကအသက်ရှင်ဘုရားရှင်မှာတန်ရှင်းခြင်းနဲ့ငါသက်ရှင်မယ်ဘုရားရှင်မှာဖြောင့်မတ်ခြင်းနဲ့ငါသက်ရှင်မယ်ငါတခြားလူငယ်တွေနဲ့မတူဘဲနဲ့ဖြောင့်မတ်ခြင်းတန်ရှင်းခြင်းနဲ့ငါသက်ရှင်မယ်ငါလွတ်မြောက်ခြင်းနဲ့သက်ရှင်မယ်မူရည်စေဝါးနေကျွန်တော်ပြောသိတဲ့ຢာရှိလို့ကျွန်တော်မသိတဲ့ຢာရှိကောင်းရှိနေဘယ်သူမှပြောစရာမလိုဘုရားကိုပဲပြောရအောင်ဘုရားကိုပဲပြောအောင် Hallelujah Exodus come on man လာပါဘုရားရှိပါကျွန်တော်ဆုတောင်းပေးလို့လွတ်မှာမဟုတ်ဘူးဘုရားကသင်ရဲ့ဆန္ဒနဲ့သင်ရဲ့ထွက်လာတဲ့နှလုံးသားကိုလွတ်မြောက်စေမှာဖြစ်တယ်ဟာလေလုယာကျွန်တော်တယောက်ချင်းစီတိုင်းမှာလူများကိုပြောပြလို့မရတဲ့လွတ်မြောက်ချုံအောင်ခံရတဲ့အရာရှိကောင်းရှိတယ်အဲ့ဒီအရာတွေအတွက်ကြောချိန်ပေးခြင်းနဲ့လာပါညီကောင်မောင်တို့လာပါအလုတ်ရဲ့ခက်ခဲမှုပဲဖြစ်ဖြစ်တငယ်ချင်းတွေရဲ့ချီနှောင်မှုတွေပဲဖြစ်ဖြစ်လွတ်မြောက်ခြင်းနဲ့ညီကိုမောင်တို့ကျေးဇူးပြုရှိကိုထွက်လာပါလွတ်မြောက်ခြင်းကိုပေးနိုင်တဲ့ယေရှုခရစ်တော်ဘုရားရဲ့အရှိကိုလာပါသင်ကိုခေါ်နေတာဖြစ်တယ်သင်ကိုခေါ်နေတာဖြစ်တယ်သင်ကိုခေါ်နေတာဖြစ်တယ် Hallelujah Jesus Hallelujah နေစမှာစင်ကလေးတွေကိုမွေးမြူတယ်ခြေတော့ကိုတန်ကြိုးနဲ့ချီထားတယ်ငုတ်လေးတီလေးနဲ့စိုက်ထားတယ်စင်ကလေးကသေးတဲ့အချိန်မှာ तू ငယ်သေးတဲ့အချိန်မှာအဲ့ဒီငုတ်သေးလေးစိုက်ထားတော့ तू ယုံနေလို့မရအောင်နည်းနည်းကြီးလာတယ်အဲ့ဒီငုတ်ရိုက်ထားတယ်ယုံနေလို့မရအောင်နည်းနည်းလေးထပ်ကြီးလာတယ်အဲ့ဒီငုတ်နဲ့ तू ကိုစိုက်ထားလိုက်လို့ရှိရင် तू ယုံနေလို့မရတော့ကြီးလာတဲ့အခါမှာ तू အားရရှိလာပါတယ်ဒီငုတ်ကလေးကိုချိုးဖြတ်နိုင်လောက်တဲ့ခွန်အားတွေရှိတော်ညာလဲအဲ့ဒီငုတ်လေးစိုက်ထားတာတွေ့လို့ရှိရင်မယုံတော့ဘူးငါတစ်သက်လုံးယုံလာခဲ့တာမလွတ်မြောက်ခဲ့ဘူးဒီတစ်ခေါက်လည်းငါမယုံတော့ဘူးငါကြီးလာတော်ညာလည်းငါမယုံတော့ညီကောင်မောင်မတို့ဒီနေ့ကသင်ရဲ့နေ့ဖြစ်တယ် This is the day that the Lord has made We will rejoice and be glad in it. လာပါညီကောင်မောင်တို့လာပါဒီနေ့ဒီသင်တို့ရဲ့လွတ်မြောက်ရာနေ့ဖြစ်တယ်သင်တို့ရဲ့လွတ်မြောက်ရာနေ့ဖြစ်တယ်ကျွန်တော်ရဲ့လွတ်မြောက်ရာနေ့ဖြစ်တယ်ကျွန်တော်အသက်တာထဲမှာလွတ်မြောက်ခြင်းနဲ့အောင်မြင်ခြင်းနဲ့သူရှိလို့ကျေးဇူးပြုအချိန်ပေးခြင်းနဲ့နောက်တဲ့စက္ကန့်30လောက်ချိန်ပေးခြင်းနဲ့လာပါညီကောင်မောင်တို့ဖခင်ရှိမှာပဲကျွန်တော်တို့ရဲ့နှလုံးသားတွေကိုတွန်းချရအောင်နှလုံးသားတွေကိုတွန်းချကျေးဇူးပြုရှိမှရှိရဲ့ညီကောင်မောင်တွေကျွန်တော်ဒူထောက်လိုက်ရအောင်ဖခင်ရှိမှဒူထောက်ခြင်းဖြစ်ကျေးဇူးပြုဆရာမတင်ဆရာမကျေးဇူးပြုဆုတောင်းပေးလို့ဖိတ်ခေါ်ပါတယ်လူငယ်များကို Hallelujah Jesus Hallelujah Jesus Amen Jesus
ပြောင်းမပြတ်နိုင်တော့မြတ်ပြတ်စီမဖောက်လွယ်မဖောက်ပြန်နိုင်တော့ကိုရောရွေးနှုတ်ခြင်းသာရအတွက်မြဲသောအဲ့ဒီအရာအတွက်ပဲသာတို့လက်ရှိခွင့်ပြုပါအိုးမိမိရဲ့တက်တောင်ပြန်ကတ်တယ်ဟာကိုရောဘုန်းတော်ထင်ရှားဖို့အတွက်သာတို့စက္ကချင်းကိုသိမှတ်ပြုတော်မူပါပါဒီနေ့သာတို့ကိုတိဆောက်တော်မူခြင်းအဖြစ်နဲ့ယေရှုတင်တယ်မိမိရဲ့တက်တောင်စက္ကချတဲ့ကိုရောမတပါတခြားသောအရာမရှိဘူးနားလဲစေတော်မူသောတန်ရှင်တော်ပြောင်းလဲယေရှုတင်တယ်ပါဒီနေ့ကိုရောအတွက်သာတို့ယူဆောင်လာတော့လူဝင်လဲထဲဝင်ကြရအောင်ပါဖြစ်တယ်ပါထဲဝင်ခြင်းလုံးစုံကိုရောလည်းထဲပြန်လဲစက္ကန့်နဲ့ပါတော့ပါဒီနေ့ကိုရရှိပေးသနာတော်မူသောကောင်းချီးမြောက်များစွာထဲမှာကိုရောကိုတာ၍သိရှိနိုင်ဖို့လို့ကကိုရရှိဖွင့်ပြတော်မူခြင်းအဖြစ်ယေရှုတော်ရှိပါပါတယ်ကိုရောသားကြီးကိုဆက်လက်သုံးပြုတော်မူအောင်ပါတဲ့အတွက်ယေရှုတော်ရှိပါတော့ပါစက္ကန့်ကုန်တော့ဤသမီးတော်ရဲ့ဤသားတော်တတ်တာကိုလည်းထဲပြန်အပ်နေပါတယ်ပါဂုံပြုခြင်းဂုံကြည့်ခြင်းဘုံကြည့်ခြင်းလုံးစုံကိုရောအပိုင်ဖြစ်တယ်ပါယေရှုဖျားရဲ့မြတ်သောနာမ၌ဆုတောင်းစက္ကန့်ချပါတယ်ဖာမြတ်စွာသောထာဝရဘုရားအာမင်အားလုံးပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေကျွန်တော်ရှေ့ထွက်လာပြီးတော့အလူဝဲထဲဝင်ဖို့ဖြစ်ပါတယ်လို့